အခုဆိုရင်ဒီဒုတိယအချိုးဘလူပွဲစဉ်ကိုရှင်ပြိုင်ကစားဖို့ရာအတွက်မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ဟာကစားကွင်းတွင်ဝင်ရောက်နေရာယူနေကြပြီဖြစ်ပါတယ်ခင်ဗျာမကြာခင်ချိန်တွင်းမှာဒုတိယအချိုးဘလူပွဲစဉ်ကိုစတင်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်ခင်ဗျာအခုချိန်မှာတော့ဖြင့်မြန်မာအသင်းမှာပါဝင်ရှင်ပြိုင်ကစားကြမယ်အားကစားသမားများနဲ့ပွဲကြည့်ပြည်သက်များကိုမိတ်ဆက်ပေးနေပြီဖြစ်ပါတယ်ခင်ဗျာမြန်မာအသင်းဘက်ကဒီနေ့ပွဲမှာပါဝင်ရှင်ပြိုင်ကစားကြမယ်အားကစားသမားများကတော့ကိုအောင်ကျော်ကျော်ဖြစ်ပါတယ်နံပါတ်2အေးနိုင်နံပါတ်3စိုးနိုင်နံပါတ်4တင့်စော်နံပါတ်6ကျော်မင်းနံပါတ်9တင်မြင့်အောင်နံပါတ်10မောင်မောင်ဦးနံပါတ်9မျိုးလိုက်ဝင်းနံပါတ်10တန်းတိုးအောင်နံပါတ်17တန်းဝေနံပါတ်15တင်မျိုးအောင်တို့ဖြစ်ကြပါတယ်မြန်မာဘောလုံးတင်းမှာအရန်ဘောလုံးမများအဖြစ်နဲ့ကတော့နံပါတ်5မင်းစော်ဦးနံပါတ်7ခင်းစော်နံပါတ်73စန်းဝင်းနံပါတ်14ကြည်လွင်နံပါတ်16မျိုးသိန်းအေးနံပါတ်19မျိုးမြင့်ထွေးတို့ဖြစ်ကြပါတယ်ခင်ဗျာဗီယက်နမ်အသင်းဘက်ကပါဝင်ရှင်ပြိုင်ကစားကြမယ်အားကစားသမားများကိုကျွန်တော်စီရင်ထားမယ်ဆိုရင်တော့ဗီယက်နမ်အသင်းမှာကိုကဗန်ချောင်းဖြစ်ပါတယ်အဲဒီနောက်နံပါတ်3ချီဘူနံပါတ်4ဘူတန်နံပါတ်6လင်တက်နံပါတ်9ဒိုဗန်နံပါတ်8အောင်ဆန်နံပါတ်9အိုချောင်းအခုဆိုရင်ပွဲစပါပြီခင်ဗျဗီယက်နမ်ကဘောလုံးကိုစတင်အပေးယူလို့ပြီးတော့အခုဆိုရင်စပြီးတော့ကစားနေပြီခင်ဗျဗီယက်နမ်ကနေပြီးရှေ့ကိုတင်ပြီးမှမြန်မာပြန်ချက်ထားလိုက်ခင်ဗျမြန်မာကနေပြီးတော့အခုအလဲကိုပြန်ချပြီးလိုက်ခင်ဗျမြန်မာရတယ်ခင်ဗျမြန်မာကျော်မင်းကနေပြီးတော့အခုမဘောဦးကနေပြီးရှေ့ကိုချလာပြီးဗီယက်နမ်ပြန်ဖြစ်တယ်ပြန်လဲထွက်လာပြီခင်ဗျမျိုးလိုက်ဝင်လိုက်နေတယ်ခင်ဗျမျိုးလိုက်ဝင်လိုက်နေတယ်ခင်ဗျဒါပေမဲ့အခုအေးလည်းရတယ်ဗျအေးဘောတော့ပြီးရှေ့ကိုတင်လာပြီဗျမြန်မာခေါင်းခုတ်တိုက်တယ်ဒါပေမဲ့ဗီယက်နမ်ခေါင်းဦးပါတယ်ခင်ဗျအခုမဘောဦးပြန်လိုက်နေတယ်ဗျဗီယက်နမ်နောက်ခံလူခေါင်းဦးပြီးတော့ဖြတ်တာမှာအခုဆိုရင်မြန်မာကပွဲဆမှာလက်တစ်ဘောစရပြီခင်ဗျမြန်မာအသင်းကမဘောဦးမြောက်မယ်ခင်ဗျမဘောဦးမမြောက်ပါဘူးခင်ဗျမဘောဦးမမြောက်ဘဲနဲ့တန်းဝေမြောက်မယ်ခင်ဗျနံပါတ်7တန်းဝေကျွန်တော်တို့ဗီယက်နမ်ကွင်းကျွန်တော်တို့penalty area ထိတ်နားမှာပဲခင်ဗျအခုမြန်မာတန်းဝေအယူမှာအခုပြစ်ဒဏ်ဘောဖြစ်တယ်ခင်ဗျဗီယက်နမ်အသင်းကကန်ရမယ်ပေါ့ခင်ဗျပြစ်ဒဏ်ဘောဗီယက်နမ်အသင်းကနောက်ခံလူနံပါတ်3အချီဘိုးကနေပြီးတော့ဘောလုံးကိုယူပေးပြီးတော့သူမကန်ဘူးခင်ဗျကျွန်တော်နံပါတ်15မန်ချောင်းကန်မယ်ပေါ့ခင်ဗျမန်ချောင်းကနေပြီးတော့မြန်မာကွင်းဘက်ကိုကန်တင်ပေးလိုက်ခင်ဗျဗီယက်နမ်ရတယ်ခင်ဗျဗီယက်နမ်အလဲတန်းကနေပြီးတော့ညာကျောင်းကိုချပြီးတော့ခင်ဗျမြန်မာအတင်းလိုက်ပြီးတော့ဖြတ်တယ်ခင်ဗျမြန်မာကနံပါတ်3စိုးနိုင်လိမ့်ပြီးတော့ဖြတ်တာမှာအခုဆိုရင်အထူးတန်းပွဲကြည့်စဉ်ရှေ့မြန်မာအတင်း penalty spot တဲ့တဲ့လောက်မှာpenalty အမှတ်သားတဲ့တဲ့လောက်မှာဗီယက်နမ်အသင်းကလက်ပြဘောမြောက်မယ်ခင်ဗျနံပါတ်6လင်တက်မြောက်မယ်ခင်ဗျလင်တက်မြောက်ထားပြီးမြန်မာခေါင်းဦးရေမြန်မာခေါင်းတိုက်ပြီးတော့ပြန်ချပြီးမြန်မာခေါင်းတိုက်တန်းတိုးအောင်လေးပြန်ချပြီးအခုမြန်မာဖြတ်ယူမှာဗီယက်နမ်ရတယ်ခင်ဗျဗီယက်နမ်ကနေပြီးတော့ညာဆိုချပြီးညာဆိုတော့ဆောက်တင်ပြီးခင်ဗျမြန်မာခေါင်းတိုက်ပြီးတော့ပြန်ချက်ထားတယ်မဘောဦးကနေပြီးတော့တန်းတိုးအောင်ပေးတယ်ခင်ဗျဟိုတန်းတိုးအောင်မြန်မာကွင်းတစ်ဝက်လောက်ကနေဆွဲလာပြီခင်ဗျတန်းတိုးအောင်လေးပြီးတော့မျိုးလိုက်ဝဲကိုပေးတယ်ခင်ဗျအခုဆိုရင်ဗီယက်နမ်ကွင်းဘက်ကိုတဝက်လောက်ရောက်လာပြီခင်ဗျမျိုးလိုက်ဝဲကနေပြီးတော့အပေးမှာအခုပြန်ချက်တယ်ခင်ဗျဗီယက်နမ်ပြန်ချက်တယ်ခင်ဗျဗီယက်နမ်အလဲတန်းလူကနေပြီးတော့အခုနံပါတ်6ကိုပေးတယ်ခင်ဗျလင်တက်ကလေးအပေးမှာမဘောဦးရတယ်ခင်ဗျမဘောဦးဗီယက်နမ်ကွင်းတစ်ဝက်လောက်မှာတန်းဝေပေးတန်းဝေလေးမဘောဦးနဲ့သားလေးတိုးပြီးတော့မျိုးလိုက်ဝဲယူသွားပြီခင်ဗျမျိုးလိုက်ဝဲဗီယက်နမ်တယောက်တွေ့ချီလှည့်နေတယ်ခင်ဗျလွယ်ဆွချလိုက်တယ်ဘာပြီအေးနိုင်ကျွန်တော်တို့အေးနိုင်ယူမယ်လို့မှမျိုးလိုက်ဝဲချပြီးတာကောင်းပါတယ်ခင်ဗျလူချိုနေပါတယ်ခင်ဗျမျိုးလိုက်ဝင်းကနေပြီးတော့အနေတော်လေးအေးနဲ့စီချပြီးတယ်အေးတွေကလည်းပြေးဝင်သွားတာပဲခင်ဗျဒါပေမဲ့လူချိုနေပါတယ်ခင်ဗျအခုလူချိုနေပါတယ်ခင်ဗျမြန်မာအသင်းကအေးနိုင်ဟိုကျော်မင်းကနေပြီးတော့အခုနံပါတ်7မျိုးထွေးပေးတယ်ခင်ဗျဗီယက်နမ်ကအခုပြစ်ဒဏ်ဘောသတ်မှတ်ပေးထားတယ်ခင်ဗျပြစ်ဒဏ်ဘောဗီယက်နမ်အသင်းကဂိုးဧရိယာဂိုးကြီးကျွန်တော်တို့
ကျော်ကျော်လောက်ကနေပြီးတော့ပြစ်တံဘောကံမယ်ခင်ဗျကောင်းကုန်တိုက်တယ်ညီမကတင်းစော်ကောင်းကုန်တိုက်တယ်ရှန်ထွက်လာဘီယန်နလိုက်ရွယ်တင်းစော်ပြန်ဖြတ်တယ်ခင်ဗျတင်းစော်ပြန်ဖြတ်ပြီးဒီမှာဘီယန်နပြန်ပြီးတော့လိုက်ဆယ်တယ်ခင်ဗျညီမမနာလိုက်ချက်တယ်ခင်ဗျညီမကနေပြီးတော့အခုကျော်မင်းကနေပြီးတော့ကိုကမအောင်ကျော်ပြန်ပေးတယ်ဗျအောင်ကျော်ကနေပြီးတော့အခုတန်းဝေကိုပေးတယ်ဗျတန်းဝေရတယ်မြန်မာခွန်းတွဲနေပြီးတော့အခုကျော်မင်းပေးတယ်ကျော်မင်းကနေပြီးတော့အခုမျိုးလိုက်ဝေပေးတယ်ဗျမျိုးလိုက်ဝေအလဲကောင်းစီနာကနေပြီးတော့ဆွဲလာပြီးမျိုးလိုက်ဝေရှင်းကိုအသားလေးညှိုးချပေးတယ်ဘီယန်နပြန်ဖြတ်တယ်ဗျခေါင်းခုံတိုက်တယ်ဘောလုံးကမြောက်နေတယ်ဗျဘီယန်နခေါင်းတိုက်ပြီးတော့ပြန်ချပေးတယ်ဗျမြန်မာပြန်ပြီးတော့ပြည့်ယူတယ်ရတယ်မျိုးလိုက်ဝေရတယ်ဗျမျိုးလိုက်ဝေဘယ်သူမှပေးတယ်ဗျရှင်းကိုချပေးတယ်ဗျတန်းမျိုးတွေလိုက်တယ်ဗျမျိုးတွေလိုက်တယ်ဗျဒါပေမဲ့မျိုးတွေအလိုက်မှာအခုတန်းတော့ပြန်လိုက်တယ်ဗျတန်းတော့ပြန်လိုက်တယ်ဒါပေမဲ့တန်းတော့ပြန်လိုက်မှာဘီယန်နနောက်ခံလူကနေပြီးတော့ဖြတ်ထုတ်လိုက်တာမှာအရှိပဲပွဲကြည့်စီတယ်လေကိုစီထိတ်တော့မှာညီမဘေးရပေါ်ရတယ်ဗျတန်တော်ရပါပြီညတန်တော်တိုးတယ်တန်တော်အယူမှာကျွန်တော်တို့အခုအချိန်မှာဒိုင်လူကြီးကခရာတွတ်ထားပြီးတော့ပြစ်ဒဏ်ပေါ်ပေးရတယ်ခင်ဗျတန်တော်အောင်ညီမအသိန်းကအယူမှာတစ်ဖက်အသိန်းဘီယန်နန်အသိန်းကနောက်ခံလူတွေဝင်တာချက်တာကျမ်းပါတယ်ဆိုပြီးပြစ်ဒဏ်ဘောပေးရတယ်ခင်ဗျအဲ့ဒီပြစ်ဒဏ်ဘောဟာကျွန်တော်တို့ဗီယက်နမ်အသင်းရဲ့အရှိပဲပွဲကြည့်စဉ်ပဲမှာပါခင်ဗျအရှိပဲပွဲကြည့်စဉ်ပယ်နယ်တီဧရိယာတဲ့တဲ့လောက်မှာရှိပါတယ်ခင်ဗျတန်တိုးအောင်ကမ်းမယ်ခင်ဗျမာပြီးတိုက်ပြီးခေါ်ပါပြီခင်ဗျညီမအသေးကပရမတိုက်ပွဲစားလို့9မိနစ်မှာတန်တိုးအောင်ကနေပြီးတော့ပြစ်ဒဏ်ဘောရတယ်ခင်ဗျအဲ့ဒီဘောလုံးကိုတန်တိုးအောင်ကနေပြီးတော့အရှိပဲပွဲကြည့်စဉ်ကျွန်တော်တို့ဗီယက်နမ်အသင်းတယ်လီဧရိယာဖိတ်တဲ့ရနေပြီးတော့ဗီယက်နမ်အသင်းဘိုးရှိကိုလှလှပပနဲ့အနေတော်လေးအန်ကြချပြီးတယ်ခင်ဗျအဲ့ဒီဘောလုံးကိုမျိုးလိုက်ဝင်းကဗီယက်နမ်အသင်းနောက်ခံလူတွေကြားနေပြီးတော့ပြင်းဝင်သွားပြီးလှလှပပတိုက်သွင်းသွားတဲ့အတွက်ပထမပိုင်း9မိနစ်မှာမြန်မာအသင်းကဝေစောဦးကိုစတင်ရရှိပြီးတော့ခင်ဗျာအခုမျိုးလိုက်ဝင်းမှာခင်ဗျနံပါတ်9မျိုးလိုက်ဝင်းခေါင်းတိုက်ပြီးတော့တွန်းသွားတာဖြစ်ပါတယ်ခင်ဗျာအခုဗီယက်နမ်နောက်ခံဘယ်ဆိုလူရတယ်ခင်ဗျဘယ်ဆိုလူကနေပြီးတော့နောက်ခံလူကိုပြန်ပေးလိုက်ခင်ဗျဗီယက်နမ်ကွင်းမဲ့မှာပဲရှိသေးတယ်ခင်ဗျဘောလုံးကမြန်မာလည်းစီးပြန်လဲတော့ညောပြန်လိုက်ယူရတယ်ခင်ဗျဒါပေမဲ့ဘောလုံးကပြန်ချန်ထွက်သွားပြီးတော့ဗီယက်နမ်ပြန်ရတယ်ခင်ဗျဗီယက်နမ်အရှိကိုတင်ပေးလိုက်ခင်ဗျဘယ်ဆိုကနေပြီးတော့လိုက်နေခင်ဗျဘယ်ဆိုကနေပြီးတော့ဘယ်ဆိုကနေလိုက်ပြီးတော့နံပါတ်16ချိန်ပြီးတော့နောက်ကိုပြန်ပို့တယ်ခင်ဗျနောက်ကိုပြန်တစ်ပြည့်ပေးမှမြန်မာကျော်မင်းမနာတန်းကြံပြီးတော့ဖြတ်ထုတ်တာမှာအခုဆိုရင်ကျွန်တော်တို့မြန်မာကွင်း3ချိုး2ချိုးလောက်မှာဗီယက်နမ်အသင်းကပြီးတော့ဘောညှောက်ရမယ်ပေါ့ခင်ဗျဗီယက်နမ်အသင်းကနေပြီးတော့နောက်ကနံပါတ်9ဒိုဗန်ကိုပေးတယ်ခင်ဗျဒိုဗန်ကနေပြီးတော့ပြန်ပေးလိုက်ခင်ဗျအခုအရှိကိုတင်ပြီးခင်ဗျလူချုံပါတယ်ခင်ဗျာဗီယက်နမ်အသင်းကကျွန်တော်တို့ခြေတန်းအားကစားသမား3ဦးတိတိလူချုံနေပါတယ်ခင်ဗျာအခုလူချုံဘောမြန်မာဆိုးနေရနေပြီးတော့ကံပေးလိုက်ခင်ဗျတန်းဝေကနေပြီးတော့ရှေ့ကိုတင်ထားပြီးမှတန်းဝေရှေ့ကိုအတင်မှာဘောလုံးကများသွားပြီးတော့ဗီယက်နမ်ကွင်းတစ်ဝက်လောက်မှာမြန်မာအသင်းကပြီးတော့ဘောပေးရတယ်ခင်ဗျဗီယက်နမ်အသင်းကပြီးတော့ဘောမြောက်မယ်ခင်ဗျနံပါတ်3ပေါ့ခင်ဗျချီပိုမြောက်ထားပြီးတယ်ခင်ဗျချီပိုကနေပြီးတော့အချပြန်ကိုချီပိုပြန်ပေးတယ်ခင်ဗျမြန်မာအတင်းလိုက်ခဲ့တယ်ခင်ဗျကျော်မင်းနဲ့ထိပြီးတော့ဘောလုံးကလဲပြီးတော့ဟိုဗီယက်နမ်ကနေပြီးတော့မနာလာပြန်ချက်ထားတယ်ခင်ဗျအလဲကောင်ဆောက်ဝိုင်းမှာကြားတယ်ခင်ဗျဗီယက်နမ်ရတယ်ခင်ဗျဗီယက်နမ်နေပြီးတော့ဘေဂျောကိုပေးလိုက်ခင်ဗျနံပါတ်19ဗီယက်နမ်နံပါတ်19လီဟိုတက်ကနေပြီးတော့နောက်ကရှိတဲ့ကြောက်ကိုပေးတယ်ခင်ဗျအခုညာဆိုတင်ထားပြီခင်ဗျဒါပေမဲ့ဘောလုံးကမိမိညှော်မှန်းချက်စီမရောက်ဖင်းနဲ့ဘောလုံးကများသွားပြီးတော့ပေးတဲ့ဘောဖြစ်သွားပါတယ်ခင်ဗျမြန်မာအသင်းကပေးတဲ့ဘောညှောက်ရမယ်ခင်ဗျတန်းဝေညှောက်မယ်ပေါ့ခင်ဗျမြန်မာအသင်းကတန်းဝေကနေပြီးတော့တန်းဝေကိုပြန်ပေးတယ်ဗျဆိုးနေရတန်းဝေကနေပြီးတော့ဗီယက်နမ်ကွင်းဘက်ကိုတင်လိုက်ပြီဗျအလဲမှာကြားတယ်ဗျဗီယက်နမ်ကွင်းဘက်မှာမျိုးလိုက်ဝေရတယ်ဗျမျိုးလိုက်ဝေချီအောင်ပြယူသွားပြီအရှိကိုချပေးလိုက်တယ်တဆိုးတော့များပါတယ်ခင်ဗျမျိုးလိုက်ဝေဗီယက်နမ်နောက်ခံလူတွေကြားနေပြီးတော့ဘိုးဧရိယာလေးကိုဆွဲပြေးပြီးတော့တစ်ဖက်ဘယ်ဘက်မှာရှိနေတဲ့မျိုးမြင့်ထွေးကိုချပေးတာပဲခင်ဗျဒါပေမဲ့ဘောလုံးကများသွားပြီးတော့ကိုးလုံးဘောဖြစ်သွားပါတယ်ခင်ဗျအခုအချိန်မှာတော့ဖြစ်ကျွန်တော်တို့ကိုးလုံးဘောကိုဗီယက်နမ်ကိုးသမားပန်ချောင်းတည်ထားတယ်ခင်ဗျဗီယက်နမ်ကိုးသမားပန်ချောင်းကိုးလုံးဘောကိုတင်ထားပြီးတယ်ခင်ဗျအသားဝေခေါင်းနဲ့တိုက်ပြီးတော့အခုဗီယက်နမ်ပြန်ရတယ်ခင်ဗျဟိုမြန်မာလိုက်အယူမှာကျွန်တော်မြန်မာဘက်ကပြစ်ဒဏ်ဘောပေးရတယ်ခင်ဗျပြစ်ဒဏ်ဘောဗီယက်နမ်အသင်းကပြစ်ဒဏ်ဘောကန်ရမယ်ပေါ့ခင်ဗျဗီယက်နမ်အသင်းကပြစ်ဒဏ်ဘောကန်ခွင့်ရပြန်ပြီပေါ့ခင်ဗျအဲ့ဒီပြစ်ဒဏ်ဘောကတော့ဖြင့်ကျွန်တော်တို့ဗီယက်နမ်ကွင်းဘက်အလဲကောင်
စီးနားမှာပါခင်ဗျဟိုဘယ်ကျော်ကိုတင်တယ်ဗျမြန်မာတင်မျိုးအောင်မနာလိုက်ဖြစ်တဲ့ဘီယန်နန်ရတယ်ဗျမြန်မာကွင်းပေါ်မှာပဲဘောလုံးကရှိတယ်ဗျမြန်မာနောက်ကစိုးနိုင်မနာပြန်ချက်ပြီးတော့ရှေ့ကိုတင်ထားပေးတယ်ဗျမျိုးရထွေးရတယ်ဗျမျိုးရထွေးမျိုးရတားတယ်ရတယ်မျိုးရနောက်ကိုပြန်ပေးရတယ်ဗျဘီယန်နန်ကွင်းတစ်ဝက်လောက်မှာကျော်မင်းလည်းမျိုးလိုက်ဝဲပေးတယ်မျိုးလိုက်ဝဲတုတ်ပြီးတော့အယူမှာပြန်ပါတယ်ဗျကျော်မင်းပြန်ရတယ်ဗျကျော်မင်းကနောက်ကတက်လာတဲ့တားဝဲပေးတယ်တားဝဲမျိုးလိုက်ဝဲတုတ်ပြီးတော့ရှေ့ကိုထားပေးတယ်ဘီယန်နန်လိုက်ဖြစ်တယ်ပြန်ဆက်ထွက်လာဘောလုံးရပြီဘောလုံးကနေဟိုးအစိုးကိုတင်ပေးတယ်ဗျအစိုးအေးလိုက်ကပြီကျွန်တော်တို့ကမ်းပါတယ်ခင်ဗျာဘောလုံးကများသွားပြီးတော့ကျွန်တော်တို့ရန်နံသေးကိုသမားရဲ့ညာဘက်ကနေပြီးတော့ထွက်သွားတဲ့အတွက်ကိုလွန်ဘောဖြစ်သွားပါတယ်ခင်ဗျာကျွန်တော်အခုဆိုရင်ကိုလွန်ဘောကိုရန်နံကိုသမားပန်းချောင်းသူ့ရဲ့ညာဘက်မှာတည်ထားတယ်ခင်ဗျညာဘက်တော့မှာတည်ထားတယ်ကန်လိုက်ပြီဘောလုံးကကွင်းမြန်မာကွင်းဘက်ကိုကျတယ်ကောင်းတိုက်တယ်ဗီယက်နမ်ကောင်းနေတဲ့သားလေးနောက်ပြန်လေးတိုက်ထားတယ်ဒါပေမဲ့မြန်မာရတယ်လားကျွန်တော်ဗီယက်နမ်ကျတယ်ခြေပေါက်ကိုသိယူသွားခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီယက်နမ်အသင်းကနေတော့မှခြေတန်းကိုချပေးကျွန်တော်မြန်မာအသင်းကနောက်တန်းကကျွန်တော်ဘောလုံးကိုအထိမ်းမှာကျော်ပြီးတော့မှဗီယက်နမ်ကနံပါတ်19ဒီဟူတက်ကနေပြီးတော့မှဘိုးသမားနဲ့တယောက်ချင်းတွေ့မှာသိယူသွားခြင်းဖြစ်ပါတယ်ခင်ဗျာပထမပိုင်း9မိနစ်မှာဗီယက်နမ်အသင်းကခြေပေါက်ကိုရရှိသွားခြင်းဖြစ်ပါတယ်ခင်ဗျာဆိုရင်ကျွန်တော်တို့ဗီယက်နမ်ကွင်းမှာရှိတယ်ဗီယက်နမ်ကွင်းမှာအခုဆိုမြန်မာတွေတို့တိုက်စစ်စင်ကစားနေမြန်မာညာတော်မှပြီးတော့ဒါနဲ့အေးနိုင်ကိုရှိချပေးရွေးရတာလေးတိုးပေးကန်တယ်ကျွန်တော်တို့မနာတော့ပါဗျာဒီကုတ်စဝိုင်းနဲ့ကျွန်တော်တို့မလမကားနေမနာတန်းပြေးပြီးတော့မှကန်ရမှာဒါဘိုးဘွားတွေတို့များများကြော်ပြီးတော့မှဘိုးလုံးကဖြစ်သွားတယ်ခင်ဗျတန်းတော့ကျွန်တော်တို့ဒီကုတ်စဝိုင်းသားတွေညာချီတဲ့မနာတန်းပြည့်ကန်ရမှာကျွန်တော်တို့ဂိုးလုံးဘောဖြစ်သွားတယ်ပေါ့ခင်ဗျာဒါကြောင့်မို့ဂိုးလုံးဘောကိုဗီယက်နမ်ကိုသမားဗန်ချောင်းတည်ရတယ်ခင်ဗျာဒါကိုနောက်တန်းချီဖို့ကန်တယ်မြန်မာကွင်းဘက်ကိုကြားတယ်မြန်မာကောင်းတဲ့ပြီးတော့ယူထားတဲ့ဒါကိုဗီယက်နမ်ပြန်ပြတယ်မြန်မာကျော်မင်းရတယ်ကျော်မင်းပဲပါတယ်ကျော်မင်းဗီယက်နမ်ကွင်းညာတော်မှန်းနေဆွဲသွားတယ်ကျော်မင်းရတယ်အေးနိုင်ကိုပြေးနေတာအေးနိုင်လေကြောကြားပြီးတယ်ကျွန်တော်ဒါဗီယက်နမ်ပြန်ပြတ်သွားတယ်ဗီယက်နမ်မရတယ်ဗီယက်နမ်ရတယ်ဗီယက်နမ်ဒီဘက်ညာတော်မှန်းကိုကြားပြီးတယ်ဗီယက်နမ်ညာတော်မှန်းကြားပြီးပါအခုလေဗီယက်နမ်ညာတော်မှန်းနဲ့ဒုမမသားနေတယ်မြန်မာနဲ့တွေ့တယ်မြန်မာတောင်းဝေးထိန်းထားတယ်မြန်မာတောင်းဝေးထိန်းပြီးတော့ရှေ့ကိုချပေးတယ်ဒါကိုဗီယက်နမ်ပြန်ပြတ်ထားတယ်ဗီယက်နမ်ပြတ်မှာဒါကျွန်တော်တို့ဗီယက်နမ်နံပါတ်9ရတယ်နံပါတ်9ကနေပြီးတော့အခုဆိုရင်ဗီယက်နမ်နံပါတ်9ရမှာကျွန်တော်တို့မမဦးကနေပြန်ဖြတ်ထားတယ်မမဦးရတယ်မမဦးကနေဟိုမှာရှိတယ်ကျော်မင်းကိုပေးတယ်ကျော်မင်းကညိုလိုက်ဝင်ပေးတယ်ညိုလိုက်ဝင်ရတယ်ညိုလိုက်ဝင်ဗီယက်နမ်ကောင်းဝင်တွေ့တယ်ကျွန်တော်တို့ညိုလိုက်ဝင်အရှူမှာဗီယက်နမ်ကျွန်တော်တို့အဝင်ကျန်းတဲ့တို့ကြောင့်ပြည်တော်ပေါ်တတ်မှတ်ထားတယ်ဗီယက်နမ်ကွင်းအဆက်ကွင်းလက်စဝိုင်းလောက်မှာဒါအေးနေတယ်ပြီးကန်ပေးတယ်အေးနေတယ်ကျော်မင်းပေးတယ်ကျော်မင်းရတယ်ညိုလိုက်ဝင်ပြန်ရတယ်ညိုလိုက်ဝင်ရတယ်ညိုလိုက်ဝင်ဗီယက်နမ်ကွင်းဝလာဆွဲတယ်အေးနေကိုချပြီးမှဗီယက်နမ်တို့ကန်နေထားတယ်ဒါကိုသမားအောင်ကျော်ညီမလေးနဲ့ဒါလေးပဲဒီကုတ်စဝိုင်းနာတီတက်ပြီးတော့မှဒါညီမလေးနဲ့ထိန်းပြီးတော့မှကျွန်တော်တို့အေးနိုင်ကိုပြန်ပေးတယ်ဗျအေးနိုင်နောက်တန်းညာဆွန်လူပေါ့ဗျာအေးနိုင်ဆွဲလာဗီယက်နမ်ကွင်းအဆက်လောက်ကနေတော့ကန်နေတယ်ရှေ့ကိုချပေးတယ်ကျွန်တော်တို့ကျော်မင်းကောင်းလေးနဲ့ဒါလေးတိုက်ပြီးတော့မှအေးနိုင်ကိုပြန်ပေးတယ်ဗီယက်နမ်ပြန်ပြီးတော့ဖြတ်လာတယ်ဗီယက်နမ်ပြန်ရတယ်ဗီယက်နမ်အလေကျော်ကတော့ဒီဘက်နောက်တန်းကိုပြန်ပေးတယ်ကျွန်တော်တို့မြန်မာတန်းဝင်းအလေလောက်ကနေတော့မှအဆွဲမှာဗီယက်နမ်ကပြည်တော်ပေါ်ပေးရတယ်ဗျကျွန်တော်တို့တန်းဝင်းအဝင်မှာနံပါတ်3ကနင်းပြီးတော့မှဗီယက်နမ်နံပါတ်3ချီကိုကနင်းပြီးဝင်တဲ့အတွက်ကြောင့်မို့ဒါပြည်တော်ပေါ်ပါဗျာကျွန်တော်တို့မြန်မာအသင်းကဗီယက်နမ်ကွင်းတစ်ဝက်လောက်ကနေပြည်တော်ပေါ်ကန်တယ်ဒါကိုကျော်မင်းရတော့တန်းတော်အောင်ပေးတယ်ဗျတန်းတော်အောင်နောက်မှရှိတဲ့ကျွန်တော်တို့အေးနေကိုပေးတယ်အေးနေမျိုးလိုက်ဝင်ထိုးပေးတယ်မျိုးလိုက်ဝင်ကျွန်တော်တို့ညာတော်မှန်းနဲ့ထိုးပေါက်တဲ့ဗီယက်နမ်နဲ့ကြည့်ပြီးတော့မှဒါဆိုရှင်ကျွန်တော်တို့တောင်းငံမောမြန်မာအသင်းကညာတောင်းငံရတယ်ခင်ဗျဒါကျွန်တော်တို့ပိုးစားလို့ပထမပိုင်း12မိနစ်ရှိတဲ့အချိန်မှာမြန်မာအသင်းကညာတောင်းငံဝင်စော်ဦးရတာပေါ့ဗျာမြန်မာအသင်းကကျွန်တော်တို့ထိုးပေါက်ကစားမှာဗီယက်နမ်အသင်းကခုခံကာကွယ်အတွက်ကြောင့်မို့ဒါညာတောင်းငံမြန်မာအသင်းကပထမဦးဆုံးရတာဗျမြန်မာအသင်းကကမ်းမဲဒါကိုအခုဆိုရင်တည်ထားတယ်ပေါ့ဗျာကန်လိုက်ပြီဘောလုံးကကိုချိုရောက်ကြတယ်ဒါပေမဲ့ကိုသမားဗန်ချောင်းပြီးတယ်ခင်ဗျဗီယက်နမ်ကိုသမားဗန်ချောင်းဘောလုံးကိုမကန်သေးပဲနဲ့ဘောလုံးကိုအသာလေးပဲယူပြီးသူ့လူတွေကိုရှေ့တက်ဖို့ပြောနေတယ်ခင်ဗျကျွန်တော်တို့
မြန်မာအသင်းကလည်းထွက်ပါတယ်ခင်ဗျဗီယက်နမ်အသင်းကလည်းကျွန်တော်တို့အကျိုးကိုတူကိုတက်လာတော့တင်းပြီးပြီတော်လေးပဲတောင်းနေတာကိုတွေ့ရရအခုဆိုရင်မြန်မာကတင့်စော်ကောင်းတယ်ပြီးတော့ဖြစ်ထားတယ်အဲကြောင့်မို့ရှေ့ဘက်ပွဲကြီးစဉ်ရှေ့မှာလက်ပြပေါ်ဗီယက်နမ်အသင်းကပြောင်းမယ်ခင်ဗျကျွန်တော်တို့တရရီအေးရထိတဲ့လောက်မှာပေါ့ခင်ဗျကျွန်တော်တို့ဒါကိုဗီယက်နမ်အသင်းကပြောင်းမယ်ခင်ဗျဗီယက်နမ်အသင်းကပြောင်းမယ်နံပါတ်19လီယူဒတ်ကိုပေးတယ်လီယူဒတ်နဲ့ကျွန်တော်တို့တင်မျိုးအောင်နဲ့တွေ့တယ်ဒါပေမဲ့လည်းကျွန်တော်တို့ကြည့်တယ်မောကျွန်တော်တို့မြန်မာအသင်းကကျွန်တော်တို့ကြည့်တယ်မောပေးရတယ်ခင်ဗျဒါကိုဗီယက်နမ်အသင်းကကမ်းပါပါမြန်မာအသင်းရဲ့ကိုယ်အေရီယာအပြင်ဘက်ကပေါ့ခင်ဗျကျွန်တော်တို့တောင်းကန်လာနိုင်တဲ့ပလမ်းမကမ်းပါခင်ဗျဒါဗီယက်နမ်ကန်လိုက်တဲ့ကိုရှိုးချတဲ့ဒီမှာအောင်လို့ပုံလို့ခင်ဗျာအခုဆိုရင်မျိုးလိုက်ဝင်းရတယ်မျိုးလိုက်ဝင်းညီမမျိုးလိုက်ဝင်းနဲ့ဗီယက်နမ်နံပါတ်19နဲ့တွေ့မျိုးလိုက်ဝင်းနောက်ပေါ်ရင်းတာဒါလေးနောက်ကိုချပေးတယ်ဗီယက်နမ်ကိုယ်ကိုချတယ်ဒါကျွန်တော်မျိုးလေးရတယ်မျိုးလေးပါတယ်မျိုးလေးဗီယက်နမ်တွေကိုလေးနဲ့ဗီယက်နမ်တယောက်နဲ့ကြည့်ရခင်ဗျာကျွန်တော်ဗီယက်နမ်ကဆက်တိုးလိုက်ရမှာသူကအရှင်းပွဲကြီးတွေရှိပါလေးဘောဖြစ်တယ်ခင်ဗျာဒါကိုအေးနဲ့ရောက်ပြလိုက်တယ်အေးနဲ့တော့ကျွန်တော်တို့အမြောက်ပါဒါဗီယက်နမ်အသင်းကလက်ပြပေါ်ဒါမြောက်အောင်ပဲခင်ဗျပြန်ပြီးတော့မြောက်အောင်ပဲဗီယက်နမ်အသင်းကကျွန်တော်တို့အရှိဘက်ပွဲကြီးစဉ်ရှေ့ကွင်းနဲ့လန်နိုင်တာတော့မြန်မာကွင်းဆက်မှာပေါ့ခင်ဗျကျွန်တော်ဗီယက်နမ်ကွင်းဆက်မှာဗီယက်နမ်မြောက်ပဲခင်ဗျဗီယက်နမ်မြောက်ပဲမြောက်ပေးလိုက်ပြီးရှေ့ကိုမြောက်ပေးဒါပေမဲ့မြန်မာပြန်ပဲပြလာဗီယက်နမ်ပြန်ဗီယက်နမ်လည်းနဲ့ရှေ့ကိုချပေးချိုးနိုင်ကောင်းတယ်ပြီးတော့ပြန်ပြီးတော့ဗီယက်နမ်ကိုချပေးဒါဗီယက်နမ်ပြန်ပြီးတော့ရရင်ရှေ့ကိုတင်းနေကျွန်တော်ဗီယက်နမ်ကလိုက်နေတယ်ခင်ဗျဗီယက်နမ်ကကျွန်တော်တို့အလိုက်မှာနံပါတ်6တင်တက်နဲ့ထိပြီးတော့မှဒါဒီလိုဖြစ်တယ်ခင်ဗျဒါကိုကျွန်တော်တို့မြန်မာအသင်းကတောင်းဝင်မြောက်မယ်တောင်းဝင်ရပြီးတော့နောက်ကိုပေးတယ်နောက်ကစိုးနိုင်မြန်မာစိုးနိုင်ခင်ဗျစိုးနိုင်ရှေ့ကိုကန်နေတယ်ကျွန်တော်တို့ဒီဘက်ဘယ်တောင်အောင်ချပေးပါဗီယက်နမ်ကောင်းတဲ့ပြီးတော့ဖြစ်ထားတဲ့ကြောင့်မို့အခုဆိုရင်ထူထမ်းပွဲကြီးနေချင်းမှာလည်းပြီးတော့ဖြစ်တယ်တောင်းဝင်မြောက်တယ်တောင်းဝင်မြောက်မှာကျွန်တော်တို့ဗီယက်နမ်ပြန်ရတယ်ဗျဗီယက်နမ်ရတယ်ဗီယက်နမ်ရှေ့ကိုတင်တယ်ကျွန်တော်တို့ဘိုးမအောင်ကျော်ဒီကိုစဝိုင်းလာဒီတဲ့ဘက်မှာကန်နေကျော်မင်းကြီးရောက်တယ်ဗျဘောတော့ကျော်မင်းရတယ်ကျော်မင်းကိုယ်စဝိုင်းလာနဲ့ဆောပါပြီဗီယက်နမ်ကိုဘယ်ကိုချပေးဘယ်တော့မှချပေးရိုးဝင်နေတယ်ရိုးဝင်မဲ့တေးရတယ်ရိုးဝင်နဲ့ဗီယက်နမ်တော့တွေ့ရိုးဝင်နဲ့ခင်ဗျာဗီယက်နမ်ကကန်လို့မပေးဘူးခင်ဗျာရိုးဝင်ကန်မဲ့လို့ပါဗီယက်နမ်ကဆွဲရတယ်ခင်ဗျဗီယက်နမ်နံပါတ်ကျွန်တော်တို့နံပါတ်3ပေါ့ခင်ဗျာချီဖို့ပေါ့ခင်ဗျာကျွန်တော်တို့ရိုးဝင်ကန်မဲ့လို့မှဆွဲထားတယ်ကြောင့်မို့ဒါဖြစ်တယ်မောမြန်မာအသင်းကကန်မယ်ခင်ဗျဗီယက်နမ်ကွင်းရဲ့ဘယ်ဒီအမှသာတဲ့လောက်ပါပါဒါမြန်မာအသင်းကကန်မယ်ခင်ဗျမြန်မာအသင်းကဘလို့တည်ထားတယ်မြန်မာအသင်းကကန်မယ်မျိုးလည်းရှေ့ချပေးလိုက်တယ်ဒါဗီယက်နမ်ပြန်ပြီးဖြတ်ယူသွားတယ်ဒါဗီယက်နမ်လည်းရတယ်ဗီယက်နမ်လေတန်းတို့ဟိုဘယ်ကိုချပေးမှမြန်မာပြန်ပြီးခဲ့တယ်မြန်မာအေးနေရတယ်မြန်မာအေးနေရဗီယက်နမ်မှာခုနှစ်ဒိုဘန်ဆိုးပြီးမှနောက်တန်းချပေးတယ်ဗီယက်နမ်နောက်တန်းနေရှေ့ကိုကန်နေတယ်ဘယ်တော့မှချပေးတယ်မြန်မာကောင်းနေတယ်ပြန်ပြီးလက်ထွက်လာတယ်ဒါကိုကျွန်တော်တို့အခုဆိုရင်ပြည်တာမောဗီယက်နမ်အသင်းကကန်မယ်ခင်ဗျဗီယက်နမ်ကွင်းဆက်လာပါပါဒါကိုဗီယက်နမ်အသင်းကနံပါတ်19ဒီတန်းကန်မယ်ခင်ဗျဒီတန်းကန်နေရှေ့ကိုချပေးတယ်ဗီယက်နမ်ရတယ်ဗျရှေ့တန်းရတယ်ဗီယက်နမ်ရှေ့တန်းမြန်မာကွင်းတစ်လောက်ကနေပြီးတော့ရှေ့ကိုတင်းနေမြန်မာဆိုးတိုင်းကောင်းလိုက်ပြီးတော့ပြန်ပြီးတော့ချထားတယ်ဒါကိုမြန်မာကျော်မင်းဂျမလေးနဲ့ဒါလေးတားပြီးမှရှေ့ကိုချပေးတယ်ရှေ့ကိုချပြီးတော့အခုဆိုရင်မျိုးလိုက်ဝင်ရတယ်မျိုးလိုက်ပါတယ်မျိုးလိုက်ဝင်မယ်ဗီယက်နမ်တယောက်နဲ့ဘယ်တော်မှလည်းထိုးပါဘူးလားမျိုးလိုက်ဝင်မယ်များပါတယ်မျိုးလိုက်ဝင်မယ်မျိုးလိုက်ဝင်ကန်နေလိုက်ပြီးကိုရှေ့ကိုချပေးတယ်ဘိုးဘကိုချပေးများညာတော်မှာချပေးခေါင်းလေးနဲ့တက်ပြီးတော့မြန်မာရှေ့ကိုချပေးမှဗီယက်နမ်ချက်ထုတ်ထားတယ်ခင်ဗျဒါကြောင့်မို့အရှိဘပွဲကြီးတွေရှေ့မှာလက်ပြပေါ်ဖြစ်တယ်ကျွန်တော်မြန်မာမြောက်မယ်ခင်ဗျမြန်မာကမြောက်မယ်တော့အေးနဲ့ရောက်မယ်ခင်ဗျအေးနိုင်ဘောလုံးတော့ကောက်နေဗီယက်နမ်ကွင်းတစ်ဝက်လောက်ကနေနောက်ကတက်လာတဲ့တင်းစောကိုပေးတယ်တင်းစောရတယ်တင်းစောညာချင်နဲ့ကျင်းနေမောရတာလေးကန်ပေးတယ်တင်းစောလေးကျွန်တော်တို့တန်းတော်ပေးပါတန်းတော်အေးနဲ့ကိုပြန်ပေးတယ်အေးနဲ့ညာတော်မှတော့ဗီယက်နမ်တယောက်ကိုကြော်ပြီးမှကိုရှိုကန်နေတဲ့ဒီလိုဆောင်ရကြတယ်မြန်မာရဲ့ဟဲ့ဆိုင်တယ်ဘုန်းတော်ကတန်းချောင်းကျွန်တော်ပို့ထုတ်ရရတယ်ခင်ဗျာမျိုးနိုင်ဝေကန်တာဆိုလေးပဲကောင်းပါလေခင်ဗျကျွန်တော်တို့ကိုယ်မှာတန်းချောင်းပို့ထုတ်ပြီးကာဝယ်လိုက်တဲ့အတွက်ကြောင့်မို့အခုဆိုရင်တောင်းကံမောမြန်မာအသင်းကကမ်းမယ်ခင်ဗျမြန်မာအသင်းကတောင်းဝေကမ်းမယ်ခင်ဗျတောင်းဝေဘောလုံးကိုတင်ထားတယ်တောင်းဝေကန်လိုက်ပြီးဘောလုံးကကိုရှိုးချတယ်ဗီယက်နမ်အသင်းကရတယ်ဗီယက်နမ်အသင်းကဥရဲ့မြန်မာတို့ကိုချပေးတယ်ဒါပေမဲ့ဗီယက်နမ်ကအလိုက်မှာမြန်မာစိုးနိုင်ကလည်းလိုက်တယ်ပေါ့ခင်ဗျဒါပေမဲ့ဘောလုံးကများတယ်များပြီးတော့မှဗီဒီယိုဘောဖြစ်တယ်ခင်ဗျအရှိဘက်ပွဲကြီးစဉ်ရှင်းပါပါဒါကိုစိုးနိုင်မြောက်မယ်စိုးနိုင်ကမြန်မာကွင်း3နဲ့6လောက်ကနေပြီးတော့မှဘုသူရင်မြောက်ပေးလိုက်ခင်ဗျဗီယက်နမ်ရတယ်ဗီယက်နမ်နံပါတ်၄ဟူတန်းရတယ်ဟူတန်းရတော့နောက်ကိုပေးခင်ဗျဟူတန်းရတော့ချီဖို့ပေးချီဖို့ကနေရှေ့ကိုတင်ပါတို့အဝေးအောင်ကြော်ဒီဥစ္စာပိုင်းသားအထိ
ထွက်ပြီးမှကန်တင်းနဲ့တောင်မြန်မာရတယ်မြန်မာမမဦးရတယ်မမဦးရတယ်ကျော်မင်းပြီးကျော်မင်းရတယ်ဦးဆိုတန်းတော့ရတယ်တန်းတော့ပြည်နယ်ကိုလိမ့်နေပြည်နယ်ကိုယ်ကလည်းဟိုညာတော်ကြပဲအေးနိုင်ရတယ်အေးနိုင်လိုက်တယ်ဒါပေမဲ့လည်းအေးနိုင်နေနဲ့များဘိုးတော်ကများပြီးမှဒါပြီးတော့ဖြစ်တယ်ခင်ဗျပြည်နယ်တင်းကမြောက်ပါပါပြည်နယ်တင်းကနံပါတ်19လီတာမြောက်မှာခင်ဗျပြည်နယ်ကွင်းရဲ့ပန်ဒီအေးရထိတ်တဲ့လောက်ကနေမြောက်ပါခင်ဗျလီတာနေပြီးတော့နံပါတ်14ဘူတန်ကိုပေးတယ်ဘူတန်ကနေရှေ့ကိုအတင်မှာကျွန်တော်တို့ချက်ပြီးတော့မှလက်ပြပေါ်ဖြစ်တယ်ခင်ဗျမြန်မာအသင်းကမြောက်မယ်ပေါ့ခင်ဗျာကျွန်တော်တို့မြန်မာအသင်းကကျွန်တော်တို့စောစောနေရာနဲ့မလန်းမကန်းအရှိတော့ပွဲကြီးတွေရှေ့မှာလက်ပြပေါ်ဆက်ရတယ်ခင်ဗျကျွန်တော်မြန်မာအသင်းကဘိုးမအောင်ချိုတော်ကလည်းကျွန်တော်တို့မြန်မာအသင်းကိုရှိဘီကိုစပိုင်းတာလောက်ထိတက်ပြီးတော့မှနေရာယူထားတာကိုတွေ့ရတယ်ခင်ဗျအခုဆိုရင်မြန်မာအသင်းကရတယ်ဗီယက်နမ်အသင်းဘက်ကိုညာတော်မားတွေထိုးအောင်လာဗီယက်နမ်တို့မြန်မာအသင်းရဲ့တိုက်စစ်ကိုပြန်ပြီးတော့မှအခုဆိုရင်ခြေပြတ်ပြီးတော့ရှေ့ကိုယူရဲဒါပေမဲ့လည်းပြီးတော့ထပ်ရှိတယ်ခင်ဗျဒါကိုအင်းနဲ့မြောက်မယ်အင်းနဲ့နောက်ကတက်လာတဲ့တင်မျိုးအောင်ပေးတယ်တင်မျိုးအောင်ရတယ်တင်မျိုးဗီယက်နမ်ကိုယ်မကလည်းအင်းနဲ့ကိုပေးတယ်ညာတော်မားကိုချပေးတယ်အင်းနဲ့ညာချီနဲ့ကန်နေတယ်ကျွန်တော်တို့မမဘူးဘောင်းရဲ့တိုက်ပြီးတော့ယူထားတယ်ဒါဗီယက်နမ်ပြီးတော့တားသွားတယ်ဗီယက်နမ်တားတယ်ဗီယက်နမ်ယူရဲအလေရောချပေးတယ်မမဘူးလိုက်ဖြစ်တယ်သူတို့မြန်မာပြန်ပြီးတော့ယူသွားတယ်မြန်မာကယူတော့ရှေ့ကိုချပေးတယ်ကျွန်တော်မြန်မာမျိုးလိုက်ဝင်ရတယ်မျိုးလိုက်ဝင်ရတယ်ပြီးတော့သူတွေတန်းတော့ပေးတယ်တန်းတော့မျိုးလိုက်ဝင်ပြန်ပေးတယ်မျိုးလိုက်ဝင်ရတယ်အင်းတိုင်းမျိုးလိုက်ဝင်ချပေးတယ်မျိုးလိုက်ဝင်ဗီယက်နမ်တယောက်ကိုကြောတယ်ဒါပေမဲ့ဘလူးကလည်းဦးဆိုဗီယက်နမ်ပြန်ပြီးတော့ယူတယ်တန်းတော့လိုက်ပြီးတော့ရတယ်တန်းတော့ရတယ်သူတွေရှေ့ချရဲကိုရှေ့ချရဲတန်းနေညကောင်းတိုက်တယ်ကျွန်တော်တို့စိတ်ဓာတ်မောတတ်မှတ်ထားတယ်ခင်ဗျကျွန်တော်တို့ဗီယက်နမ်အသင်းကစိတ်ဓာတ်မောကမ်းမယ်ခင်ဗျကျွန်တော်ဗီယက်နမ်ကွင်းရဲ့ဗီယက်နမ်ကွင်းမှာပါခင်ဗျာကျွန်တော်ကိုဧရိယာအတွင်းထဲမှာပါခင်ဗျတန်ကြီးဧရိယာအတွင်းထဲမှာပါဒါကိုကိုမတန်ချောင်းကန်နေတဲ့ဗန်ချောင်းနဲ့နောက်ကိုပေးတယ်နောက်ကချီဘိုးပေးတယ်ချီဘိုးကနေဒီဘက်ဘယ်တော်မှတင်တယ်ဗျဘယ်တော်မှတင်မှာမြန်မာပြန်ပြီးဖြတ်လာတယ်မြန်မာကျော်မင်းရတယ်ကျော်မင်းယူမှာကျော်မင်းမရတယ်ကျော်မင်းရတယ်ကျော်မင်းမဲပါလေကျော်မင်းဗီယက်နမ်ကွင်းအလေတော့ကနေပြီးတော့တန်တော်အောင်ပေးတန်တော်အောင်ဆွဲလိုက်ပြီတန်တော်အောင်နဲ့ကျော်မင်းကိုပေးမှာဗီယက်နမ်ကောင်းတဲ့ကျော်ပြန်ပြီးဖြတ်လာတယ်ဗီယက်နမ်နံပါတ်4ရတယ်နံပါတ်4ဘူတန်တို့အခုဆိုမြန်မာပြန်ပြီးဖြတ်လာတယ်မြန်မာရတယ်မြန်မာမျိုးလိုက်ဝင်ရတယ်တန်တော်အောင်ပေးတယ်တန်တော်အောင်ပြီးတော့မျိုးလိုက်ဝင်ပေးမှာဘလို့ကမြန်မာပဲပြန်ရတယ်မြန်မာဦးဆိုတင်မျိုးနေပြီးတော့တင်မျိုးအေးနိုင်ပေးအေးနိုင်တော့တန်တော့အောင်ပေးမှာဗီယက်နမ်ပြန်ပြီးတော့ဖြတ်ထားတယ်ခင်ဗျဗီယက်နမ်ပြောပြီးတော့မှသူကညာတော်ကိုတင်းတယ်ဒါပေမဲ့ဗီယက်နမ်ကရှေ့တန်းကဘယ်သူမှမရှိကြပါဘူးမြန်မာကဘုရားအောင်ကျော်ရှေ့ကိုတက်လာပြီးမှတင်းစော်ကိုပေးတယ်တင်းစော်တွေကတန်းဝေပေးတယ်ခင်ဗျတန်းဝေကဒါလေးမြေလေးဘောလေးချပေးတယ်ဗီယက်နမ်ကဒါကိုမျိုးပြထွေးလိုက်တယ်မျိုးပြထွေးနဲ့ဗီယက်နမ်တယောက်နဲ့တွေ့မှာဒါဗီယက်နမ်တရားပြတာမောကမ်းမယ်ခင်ဗျဗီယက်နမ်တရားခံလိုက်ယူပြတာမောကန်တယ်ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ဗီယက်နမ်အသင်းကပြည်တော်မောဒါကန်မဲ့ဥစ္စာကိုဒိုင်လူကြီးရဲ့ခရမတွတ်ခင်မှာဒါကန်တဲ့အတွက်ကြောင့်ဒါပြန်ပြီးတော့မှကန်မယ်ပေါ့ခင်ဗျာကျွန်တော်တို့ဗီယက်နမ်အသင်းကပြန်ကန်မယ်ခင်ဗျာဗီယက်နမ်နောက်တန်းကနံပါတ်15ကန်မယ်ခင်ဗျာမန်ချောင်းဘောလုံးတင်ထားတဲ့ဗီယက်နမ်ကွင်းတူတူရောကန်လိုက်ပြီးကျွန်တော်တို့ဒေတာမောချပေးဗီယက်နမ်ကောင်းတဲ့ဗီယက်နမ်ထိန်းထားတဲ့ဗီယက်နမ်ကိုရှိချပေးဒါတော့မြန်မာကကိုသမားအောင်ကျော်ဦးပါလေနောက်တန်းတယောက်ကနေပြီးတော့အောင်ကျော်ဖမ်းလို့ရအောင်ဘောလုံးကာထားပြီးတော့အောင်ကျော်ဒါလေးဖမ်းပြီးတော့မမဘူးပေးမမဘူးကနေရှေ့ကိုတင်မှာဗီယက်နမ်ပြန်ပြီးတော့ယူထားတဲ့ဗီယက်နမ်နံပါတ်6ရတယ်နံပါတ်6လင်တက်ကနေပြည့်ပြီးတော့မြန်မာပြန်ရတယ်မြန်မာပဲခင်ဗျာမြန်မာတင်းစော်ရဲ့လေတော့ထိုးပေးယူလိုက်ဝင်ရတယ်ကျော်မင်းပေးကျော်မင်းကိုယ်ဆော်ဝင်ရတယ်ဟိုဘက်မှာရှိတဲ့အေးနိုင်ပေးအေးနိုင်ဆိုးနိုင်ကိုပေးပါဘောလုံးကကျွန်တော်အရှိကကိုကြီးတင်ရှေ့မှာလေလိုဖြစ်တယ်ခင်ဗျာလေလိုကျွန်တော်တို့ဗီယက်နမ်တရားမြောက်အောင်မြန်မာကွင်းရဲ့တိုးဝက်လောက်ကနေမြောက်ပေးလိုက်တယ်ခင်ဗျာဗီယက်နမ်နံပါတ်19ရတယ်နံပါတ်19လီဒါရောရှေ့ကိုချပေးပါဦးတို့မြန်မာကိုရှေ့ချတယ်ဒီမှာအောင်ကျော်ပြီးရတယ်ခင်ဗျာဒီမှာအောင်ကျော်ကျွန်တော်တို့ဒီမှာအောင်ကျော်ခုံပန်းမှာကျွန်တော်တို့ဗီယက်နမ်ရှေ့တန်းကလည်းဒါအောင်ပေးမှာပေါ့ခင်ဗျာကျွန်တော်တို့ဒါတရားဆုံးဒီနေ့အနာရီကဖြစ်သွားတယ်ခင်ဗျဘုသူတွေပွဲကိုခဏနားရပါတယ်ခင်ဗျကျွန်တော်ဗီယက်နမ်အသင်းကဒေတာမာနေပြီးတော့ထိုးပေါက်ပြီးကျွန်တော်မြန်မာကိုရှိကိုချပြီးမှကိုမအောင်ကျော်ကိုဖမ်းမှာဗီယက်နမ်ရှေ့တန်းကခြေထောက်မြောက်ပြီးဝင်တယ်လို့ကြောင့်အောင်ကျော်နာသွားတယ်ပေါ့ခင်ဗျာကျွန်တော်တို့
ခြေထောက်မြောက်ပြီးတော့ဝင်လိုက်တော့ကြောင့်မို့ကိုယ်သမားနာသွားပါတယ်ခင်ဗျာဒါကြောင့်မို့ကိုယ်ကိုခဏနားထားပါတယ်ကျွန်တော်ဒီကနေ့ပွဲရတော့မြန်မာအသင်းကစပြီးမှပွဲစတဲ့ဆိုရင်လည်းကျွန်တော်9မိနစ်ပတ်ဝန်းကျင်ပါပေါ့ခင်ဗျာကျွန်တော်တန်းတိုးအောင်ကနေပြီးမှပြည်တယ်မောရတာကိုဒိုးချီကိုချပြီးဒါကိုမျိုးနိုင်နေရတယ်ကဒိုးချီကိုအလုံးကိုချလာတဲ့ဘောလုံးကိုခေါင်းတိုက်ပြီးတော့တိုင်းနိုင်ပြေးရတဲ့ကြောင့်မြန်မာကကိုးရသွားတယ်ဒါပေမဲ့လည်းကျွန်တော်ဆက်လက်ရှင်ပြိုင်ကစားရမှာကျွန်တော်လည်း9မိနစ်မှာဗီယက်နမ်အသင်းကကျွန်တော်ရှေ့တန်းကဒီဟူတက်ပေါ့ခင်ဗျာကျွန်တော်မြန်မာကိုးရှိဘောလုံးအချဒီဟူတက်နဲ့ကျွန်တော်မြန်မာကိုးသမားအောင်ကျော်ကျော်နဲ့အတွေ့မှာကိုးသမားအောင်ကျော်ကျော်ကိုကျွန်တော်ဒီဟူတက်ကကျော်ပြီးမှတွင်းလိုက်တဲ့အတွက်ကြောင့်မို့ဗီယက်နမ်အသင်းကခြေပါကိုရရှိသွားတဲ့အတွက်ကြောင့်မို့အခုပထမပိုင်းပွဲစလို့24မိနစ်ပတ်ဝန်းကျင်မှာတော့မြန်မာအသင်းကတကိုးဗီယက်နမ်အသင်းကတကိုးနဲ့ကျွန်တော်ဆက်လက်ရှင်ပြိုင်ကစားရရှိတယ်ပေါ့ခင်ဗျာကျွန်တော်အသင်းနှစ်သင်းကအခုဒုတိယအချိုဘူလူဝဲရှင်ပြိုင်ကစားရမှာအနိုင်ရရှိတဲ့အသင်းဟာနောက်ဆုံးဘူလူဝဲကိုတက်ရောက်ပြီးတော့မှဆိုတော့ကျွန်တော်ပထမအချိုဘူလူဝဲဖြစ်ရှင်ပြိုင်ကစားတဲ့ကျွန်တော်ဆိုင်တဲ့နဲ့ပြရမှာမို့နှစ်သိန်းလုံးကတော်လေးကိုအားထုတ်မှတဲ့နဲ့ရှင်ပြိုင်ကစားလေးရှိတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်မြန်မာကိုးသမားအောင်ကျော်ကျော်ကိုပြည့်တဲ့တိုင်လူကြီးကအနီးကပြပြီးတော့မှထုတ်ပြတယ်ပေါ့ခင်ဗျာကျွန်တော်ဆိုတော့ပြင်းနေအားသာသမားနဲ့ကျွန်တော်ဘောလုံးရှင်ပြီးတော့မှလူရမှာကျွန်တော်အောင်ကျော်ကျော်ကျွန်တော်မြန်မာကကျွန်တော်အောင်ကျော်ကျော်ဝင်တာကိုကျွန်တော်ဒိုင်လူကြီးကနေတော့ဒါအနီးကပြပြီးတော့မှဒါထုတ်ခဲ့တဲ့အတွက်ကြောင့်မို့ဒီလိုရင်မြန်မာကကျွန်တော်တို့ကိုယ်သမားအောင်ကျော်ကျော်ဆွတ်သွားပြီပေါ့ခင်ဗျာကျွန်တော်တို့ဘောလုံးဝဲဆိုတာကတော့ကျွန်တော်တို့တဲ့ကစားရတဲ့အားကစားနည်းပါခင်ဗျဒီလိုကစားရမှာတစ်ဖက်နဲ့တစ်ဖက်ကဝေးရရှိဖို့အတွက်ရှင်ပြိုင်ကစားရမှာတစ်ဖက်အသင်းကဝေးရရှိဖို့ကြိုးစားသလိုတစ်ဖက်အသင်းကလည်းဒါဂိုးပြရရေးအတွက်ဒါပြန်လည်ပြီးမှခုခံတာခွဲတာတော့ဒါဓမ္မတာပါပဲခင်ဗျဒီလိုကစားရမှာခါတစ်ခါမှာတော့ကျွန်တော်တို့ကြည့်ပြီးခိုင်းမိတာတော့ရှိတယ်ပေါ့ခင်ဗျာကျွန်တော်တို့အခုအချိန်မှာတော့ကျွန်တော်တို့မြန်မာအသင်းကကျွန်တော်တို့ဘာမဦးကျွန်တော်နံပါတ်8ဘာမဦးအစားကျွန်တော်ကိုယ်ကနံပါတ်16ကျော်ဝင်းနိုင်ဒါဝင်ပြီးတော့မှကစားရပေါ့ခင်ဗျာကျွန်တော်တို့မြန်မာအသင်းကတော့ဆယ်ယောက်နဲ့ကစားရတော့မှာခင်ဗျာကျွန်တော်တို့ဘိုးမအောင်ကျော်ကျော်အနီးကပြပြီးမှအထုတ်ခံရတဲ့လူကြောင့်မို့ကျွန်တော်တို့ဘိုးမအစားကျွန်တော်တို့စော်ဝင်းနိုင်ဝင်ပြီးပါကစားရပါခင်ဗျာဒါကြောင့်စော်ဝင်းနိုင်ဝင်တဲ့အတွက်ကြောင့်မဟုတ်ဘူးထုတ်ပြရတယ်ခင်ဗျာဒါကြောင့်မို့အမှန်ကတော့ကျွန်တော်တို့ဗီယက်နမ်ရှေ့တန်းကခြေတော်မြောက်ပြီးတော့ဝင်တာခင်ဗျကျွန်တော်တို့မြန်မာကိုယ်မအောင်ကျော်ကျော်ဒါသွားပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒိုင်လူကြီးကအောင်ကျော်ကျော်ကိုအနီးကပြပြီးထုတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာအသင်းတွေကိုကြည့်တယ်မောဗီယက်နမ်အသင်းကကမ်းတယ်ခင်ဗျကျွန်တော်တို့မြန်မာအသင်းကလည်းကျွန်တော်တို့10ယောက်ထဲရှိနေမယ်လို့စိတ်ဓာတ်ကတော့မကြောက်ဘူးပေါ့ခင်ဗျာကျွန်တော်မြန်မာပြည်အားမှန်ဖြစ်တဲ့ဒါဆက်လက်ရှင်ပြိုင်ကစားရရှိတယ်ခင်ဗျသပင်းလို့ကျွန်တော်တို့နောက်ကိုစင်းပြီးမှခုခံတာဝင်နေတာကျွန်တော်တွေ့ရပါတယ်ခင်ဗျအခုဆိုကြည့်တယ်မောဗီယက်နမ်အသင်းကကမ်းတယ်ဒါမြန်မာခေါင်းတွေကပြန်ပြီးတော့ထိန်းတယ်ခင်ဗျဒီလိုမြန်မာကိုယ်ရှိတဲ့ဗီယက်နမ်ရတယ်ဗီယက်နမ်နောက်တန်းကိုပြေးကစားတယ်ခင်ဗျဒါကျွန်တော်တို့ဗီယက်နမ်နောက်တန်းယူလာပြီးမြန်မာကိုယ်တို့ကကိုရှိကိုကမ်းနေတဲ့ဗီယက်နမ်မှာကိုယ်ခေါင်းတွေကိုရှုပ်ချတယ်ဒါမြန်မာကရပါတယ်ခင်ဗျကိုယ်ကစော်ဝင်းနိုင်တရားယူမှန်မှန်လေးပဲဒါခေါ်လို့ဖမ်းသွားတယ်ခင်ဗျတို့ကိုယ်ကစော်ဝင်းနိုင်တော့နောက်ကကျော်မင်းကိုပြေးနေတာကျော်မင်းရတယ်တော့ကျော်မင်းဒီမှာကိုယ်တို့ကဟိုမှာရှိတဲ့တင်းတော်တင်ပြောဖေးတယ်တင်ပြောဆောလိုက်ပြီးနေကိုယ်ကဆောလိုက်ပြီးတင်ပြောအောင်ညာတော်မလေးတို့ပါဦးတင်ပြောအေးနေဖေးအေးနေရတယ်အေးနေပြီးနေတော့လေးနေတင်းနေအလေတော့ချပေးတယ်တင်းစော်ရတယ်တင်းစော်ဒီမှာတင်းစော်လေးဦးလေးကျော်မင်းဖေးညနေဖေးပြီးနေတော့လေးမေကျော်မင်းဖေးပါတယ်ဒီမှာတင်းကျော်မင်းကိုရှိကိုလောချပေးပါတို့မြန်မာက
နည်းနည်းလေးအဝင်နောက်ကျတော့ဗျာမျိုးမြင့်ထွေနေတဲ့အဝင်နောက်ကျလို့ကြောင့်မို့ဒါဂိုးလုံးတော့ချစ်တာခင်ဗျာမြန်မာအသင်းအတွက်တကူဆုံးရှုံးသွားတယ်ပေါ့ခင်ဗျာကျွန်တော်တို့ကိုယ်ကမှဖမ်းနေဒါပေမဲ့မမီဘူးခင်ဗျာဒါကိုမျိုးမြင့်ထွေပြေးပြေးမှာမျိုးမြင့်ထွေနေနေနောက်ကျသွားကြောင့်မို့ဒါမြန်မာအသင်းကတကူနစ်နာသွားတယ်ပေါ့ခင်ဗျာဥဆိုရင်ကိုယ်ကမှဒီနာကိုယ်ကမှကျွန်တော်တို့ကန်တင်နေခင်ဗျာတန်ချောင်းမြန်မာကွင်းကိုကြားတယ်ဗမာတို့ရတယ်မြန်မာတင်မျိုးတို့ရှေ့တင်နေအခုမြန်မာပြန်ရတယ်မြန်မာကျော်မင်းရတယ်ကျော်မင်းရတယ်ယူမှာဗီယက်နမ်ပြန်ပြီးတော့ယူရတယ်ဗီယက်နမ်နံပါတ်6ပါယူတယ်ကျွန်တော်ဗီယက်နမ်နံပါတ်6နဲ့မြန်မာနဲ့တွေ့တယ်မြန်မာတန်းဝင်နဲ့တွေ့တယ်တန်းဝင်နဲ့တွေ့မှာဗီယက်နမ်တွေကြည့်ပြီးတော့မှအထူးလားပွဲကြီးတွေရှိမှာဒီဘောဒါကိုမြန်မာလက်ပြီးပေါ်မြောက်မှာတန်းဝင်ရမြောက်ပြီးတန်းဝင်ရကျော်မင်းပေးကျော်မင်းရဲ့လေကြောက်ကြတယ်မျိုးလေးဝင်ပေးမျိုးလေးဝင်တန်းတော့အောင်ပေးတန်းတော့အောင်ဗီယက်နမ်3ယောက်ကိုလိမ့်နေတယ်ခင်ဗျာတန်းတော့အောင်ရတယ်ခင်ဗျာပါတယ်တန်းတော့အောင်ပါတယ်တန်းတော့ဗီယက်နမ်ကိုဘယ်တော့မှတော့မလာနဲ့မျိုးလေးဝင်ချရတယ်မျိုးလေးဗီယက်နမ်2ယောက်နဲ့တွေ့တယ်ဒါပေမဲ့ဒိုင်လူကြီးကကျွန်တော်တို့ဗီယက်နမ်ဘက်ကိုကျွန်တော်တို့ဒါကျင်းတာမပေးဘူးပေါ့ခင်ဗျာကျွန်တော်တို့အခုဆိုရင်မြန်မာကွင်းကိုကြားတယ်ကျွန်တော်တို့မြန်မာအသင်းကကြိုးစားကြတယ်မြန်မာအသင်းကရှေ့တန်းကတိုက်စစ်မှုများကစားမှာဗီယက်နမ်အသင်းကပိတ်ဆို့ကစားနေမယ်လေဒိုင်လူကြီးကကျွန်တော်တို့ကျင်းတာမောကျွန်တော်တို့တတ်မှတ်မပေးတာကိုကျွန်တော်တို့တွေ့ရတယ်ခင်ဗျာကျွန်တော်တို့ဆိုတော့ကျွန်တော်မြန်မာအသင်းကကိုယ်ကမှအောင်ကျော်ကျော်ဒါအနိကပြပြီးမှထုတ်တယ်တော့မြန်မာဆယ်ယောက်နဲ့ကစားနေရတယ်ပေါ့ခင်ဗျာအခုဆိုရင်ဗီယက်နမ်ကနေကျွန်တော်မြန်မာကွင်းဒါတော်မှနေထိုးဖို့ကစားတယ်ဒါပေမဲ့မြန်မာကတန်းဝေကန်ရမှာဗီယက်နမ်နဲ့ထိပြီးတော့မှလက်ကျော်ဖြစ်တယ်ခင်ဗျာမြန်မာအသင်းရဲ့ဗန်ဒီအမသားလောက်ကနေဒါကိုတန်းဝေရောက်ပါခင်ဗျာတန်းဝေရလို့တော့ထိုးနေပြီထိုးနေတော့ကျွန်တော်တို့အလေကျော်ချပြီအလေကျော်အခုဆိုရင်တန်းတော်ရတယ်တင်တော့တန်းတော်ဆွဲတယ်တန်းတော်ပါတယ်ရှေ့ချပြီရှေ့ဘက်မှာမျိုးမြင့်တို့ဘက်မှာကျွန်တော်တို့ဗီယက်နမ်နဲ့ထိပြီးတော့ဗီယက်နမ်ပြန်ရတယ်ဗီယက်နမ်အယူမှာကျွန်တော်တို့ဘောလုံးကရှေ့ကိုအတင်မှာများပြီးတော့မှဘုရားမစော်ဝင်းနိုင်ကြီးရောက်တယ်ခင်ဗျာဘုရားမစော်ဝင်းနိုင်ဘောလုံးကိုထွက်ပြီးတော့မှကျွန်တော်လေးနဲ့တော့ပြီးတော့ယူလာတယ်ကျွန်တော်တို့လို့ချင်းဘောလုံးကောက်ကိုင်ပြီးမှဒီလိုစော်ပိုင်းလောက်ကနေတော့ကန်နေတယ်ဗီယက်နမ်ကွင်းကိုကန်နေကြဗီယက်နမ်ညာဆွန်လူဝါတို့ထိန်းထားတယ်ဒီမှာလေးကဒါလေးထိန်းပြီးတော့ရှေ့ကိုချပေးတယ်ကျွန်တော်တို့မြန်မာကတင်းစောမြန်မာကတင်းစောကျွန်တော်တို့အဝေးမှာဒါဗီယက်နမ်အသင်းကပြည်တော်မောရတယ်ပေါ့ခင်ဗျာတင်းစောအဝါကကြခံရတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့ဒိုင်လူကြီးကတော့ကျွန်တော်တို့မြန်မာအသင်းဘက်ကိုတော်တော်လေးကိုပြည်တော်မောတတ်မှတ်ပေးရတာကိုကျွန်တော်တွေ့ရတယ်ပေါ့ခင်ဗျာကျွန်တော်တို့အခုဆိုရင်မြန်မာအသင်းကိုလိုလောက်ကဗီယက်နမ်ပြည်တော်မောကန်နေရဗီယက်နမ်အသင်းထိုးပေါက်ပြီးတော့ကစားနေတယ်နံပါတ်3ရတယ်နံပါတ်3ကတော့ဘိုးရှိုးကန်နေတယ်ဘုရားမစော်ဝင်းနိုင်ပြီးပါတယ်ခင်ဗျာဗီယက်နမ်ရှေ့တန်းကနံပါတ်19ဒီဟူဒက်ကပြေးဝင်နေတယ်လို့လဲကိုသမစော်ဝင်းနိုင်ပြီးပါတယ်ခင်ဗျာဒါဟုတ်ပြီစော်ဝင်းနိုင်ဘယ်ဒီမှာတော်တော်နေကန်နေတယ်ဗီယက်နမ်ကရှေ့တန်းနေတော့တားရတယ်ဒါမြန်မာတောင်းရတော့တန်တော်အောင်ပေးတယ်တန်တော်အောင်အခုဆိုရင်မြန်မာအေးနေရတော့တန်တော်အောင်ပြန်ပေးတန်တော်အောင်ဗီယက်နမ်ကိုလိုအောင်ရှေ့ကိုချပေးယူလိုက်ဝင်ပေးပါကျွန်တော်တို့ဗီယက်နမ်ကဝင်တာကျန်းတယ်ခင်ဗျာဒါကြောင့်ပြည်တော်မောပေးရတယ်ဘယ်ဟာကိုကျွန်တော်တန်တော်အောင်ဟိုမှာရှိတယ်အေးနေကိုပေးတယ်အေးနိုင်ရတော်မားလေးထိုးပေါက်ကစားနေတယ်ဗီယက်နမ်တရားနဲ့တွေ့တယ်အေးနိုင်ပဲပါရင်ရတော်မားလေးအေးနိုင်ပဲဗီယက်နမ်ကွင်းကိုဒီတေးလောက်ကိုရောက်လာမြတ်ဒါကိုကျွန်တော်မြန်မာရတယ်မြန်မာနောက်ကတက်လာတဲ့ကျိုးနိုင်ပေးတယ်တင်ပြအောင်ပေးတယ်ဒါကိုကျွန်တော်ဗီယက်နမ်ပြန်ပြီးပြတ်ထားတယ်ဗီယက်နမ်ကွင်းတိုးလောက်မှာပဲရှိသေးတယ်ဗီယက်နမ်ရှေ့ကိုချပေးတယ်မြန်မာပြန်ပြီးပြတ်ထားတယ်ဗီယက်နမ်ကပြန်ပြီးယူတယ်ခင်ဗျဗီယက်နမ်အယူမှာကျွန်တော်မြန်မာကကျွန်တော်ဝင်ရပါဘုရားရှင်နံပါတ်1အေးနိုင်ကျွန်တော်တို့အေးနိုင်ကိုအဝါကပြရတယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီကနေ့ပွဲမှာတော့ကျွန်တော်တို့မြန်မာအသင်းကပြည်တော်မော်တော်တော်များများကိုပေးရတယ်ပေါ့ခင်ဗျာဒိုင်လူကြီးကဗီယက်နမ်အသင်းဘက်ကိုပြည်တော်မော်တွေကိုတော်တော်တတ်မှတ်ပေးထားတယ်ခင်ဗျာကျွန်တော်တို့ဒါဆိုလို့ရှိရင်ဗီယက်နမ်အသင်းကဝင်းဆက်လောက်ကနေကန်တယ်မြန်မာကွင်းကိုကြားတယ်မြန်မာနောက်တန်းဆိုးနေဗနာရရှိကိုကန်တင်ရတယ်မြန်မာကျော်မင်းရတယ်ကျော်မင်းနဲ့ဗီယက်နမ်နဲ့တွေ့တယ်ဗီယက်နမ်ရှိကိုချပေးပါမြန်မာလိုက်နေတဲ့တန်းဝင်နဲ့ဗီယက်နမ်နဲ့တွေ့တယ်ဗီယက်နမ်ကရှိကိုတင်နေတိုင်းပဲလေဘောလုံးကများတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်တို့ကိုးနောက်ကိုရောက်ပြီးတော့ဂိုးလုံးအောင်ဖြစ်တယ်ခင်ဗျာကျွန်တော်တို့ဒီအချိုဘိုးလူဝဲမှာကျွန်တော်မြန်မာအသင်းက10ယောက်နဲ့ကစားရတယ်ဆိုတာတော်တော်ကိုခဲရင်ကစားရတာပါခင်ဗျာကျွန်တော်ဒီပွဲကဒါအဆုံးပြတ်ပြီးတော့ပို့ပါခင်ဗျာဒါပေမဲ့လည်းကျွန်တော်မြန်မာအသင်းကမြန်မာပြည်ပေါ့ခင်ဗျာဇွဲလုံးလားဝရီကအာနာပြည့်နဲ့ကျွန်တော်ရှင်းနိုင်ကစားနေရတော့ကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျာအခုဆိုရင်ဇော်ဝင်းနိုင်နဲ့ကန်နေလိုက်ပြီးဝင်လေကောင်ကြားတဲ့ရိုးတိုင်းပဲခေါင်းလေးနဲ့တာလီတော့နောက်လေးနဲ့တိုက်ပေးတယ်ဒါပေမဲ့လည်းကျွန်တော်တို့မျိုးပြည့်တွေ
လက်ထိပေါ်ဖြစ်တယ်ပေါ့ခင်ဗျာကျွန်တော်တို့ဗီယက်နမ်ကွင်းအဆက်လောက်မှာပါဒါဟိုဗီယက်နမ်ကနေတော့လက်ထိပေါ်ကန်တယ်ခင်ဗျာနံပါတ်6ကိုပေးတယ်နံပါတ်6လင်တက်ကိုပေးတယ်နံပါတ်6လင်တက်ဗီယက်နမ်လင်တက်ကနေတော့မြန်မာကွင်းကိုရှိကိုချပေးတယ်သူတို့မြန်မာကနေတော့လိုက်ပြီးတော့မှအစဲမှာဒါသိုးနိုင်တဲ့ထိပြီးတော့မှဗီယက်နမ်အသင်းကတောင်းငံမောရတယ်ခင်ဗျဗီယက်နမ်အသင်းကသူတို့ညာတောင်းငံကမ်းမယ်ခင်ဗျနံပါတ်8အောင်ဆန်ကမ်းမယ်ခင်ဗျအောင်ဆန်ကမ်းမယ်ဗီယက်နမ်အသင်းကနံပါတ်8အောင်ဆန်ကမ်းမယ်ခင်ဗျအောင်ဆန်ကမ်းတဲ့ဒါပေမဲ့တန်တူအောင်ရှိရောက်တယ်တန်တူအောင်ဗီယက်နမ်တယောက်တဲ့ဒီပါကမ်းတယ်သူတို့ဗီယက်နမ်ကနံပါတ်6တင်တက်ကန်လာပဲခင်ဗျာဒါပေမဲ့လည်းကျွန်တော်တို့ဘောလုံးကဘိုးဘွားတွေတော်တော်များများကြော်ပြီးတော့မှဂိုးလုံးဘောဖြစ်တယ်ခင်ဗျာဒါဂိုးလုံးဘောကိုကိုသမားစော်ဝင်းနိုင်သူ့ရဲ့ဘယ်ဘက်တော့မှတည်ရတယ်ခင်ဗျာစော်ဝင်းနိုင်ကန်လိုက်ပြီကျွန်တော်တို့ကွင်းလေအောင်စော်ဝင်းလောက်ကိုကြားတယ်ကောင်းတိုက်ထားတယ်ဒါဗီယက်နမ်ကဒါထမ်းလို့ဖြစ်ပြီးမှဒါပြစ်တယ်မို့မြန်မာကကန်မယ်ခင်ဗျာကျွန်တော်တာတူအောင်ကန်တယ်တာတူအောင်ဟိုအေးနိုင်စီချပြီးမှဗီယက်နမ်ပြန်ဖြတ်ထားတယ်ဗီယက်နမ်ရှေ့ကိုတင်းတယ်ဒါမြန်မာတန်းဝေကောင်းလေးနဲ့ဒါလေးတိုက်ပြီးတော့ကိုသမားစော်ဝင်းနိုင်ကိုပြန်ပေးတယ်ခင်ဗျကိုသမားစော်ဝင်းနိုင်တော့နောက်ကဆိုးနိုင်ကိုပေးတယ်ဆိုးနိုင်တင်းစော်ပေးတယ်ခင်ဗျဆိုးနိုင်တင်းစော်ပေးတယ်တင်းစော်ဆိုးနိုင်ပြန်ပေးတယ်တော့ဘယ်လိုဆိုးနိုင်ကျွန်တော်ရှေ့ကိုတင်မှာအရှိပွဲကြီးစဉ်ရှေ့မှာလက်ပြဘောဖြစ်တယ်ခင်ဗျရှေ့ပွဲကြီးစဉ်ရှေ့မြန်မာကွင်း3ချိုးတစ်ချိုးလောက်မှာကျွန်တော်တို့ဗီယက်နမ်အသင်းကမြောက်ပုံနီးစနစ်မကြရကြောင်းမို့မြန်မာကလက်ပြဘောမြောက်မယ်ပေါ့ခင်ဗျာမြန်မာကအခုဆိုရင်အေးနိုင်မြောက်ပါခင်ဗျာအေးနိုင်မြောက်ပေးလိုက်တယ်အေးနိုင်ရှေ့ကိုပေးပါမြို့ပြတွေ့ရတယ်အခုဆိုရင်တန်တူအောင်ပေးတန်တူအောင်ရတန်တူအောင်ဗီယက်နမ်တယောက်ကိုလေးနေတန်တူအောင်လေကြောချပေးကျော်မင်းပေးတယ်ကျော်မင်းပေးပါအခုဆိုရင်ကျွန်တော်တို့ဗီယက်နမ်ကအဝေးကျမ်းပါလေခင်ဗျာဗီယက်နမ်အဝေးကျမ်းတော့အခုဆိုရင်ဗီယက်နမ်နံပါတ်8ဟောင်းဆမ်းမို့အဝါကပြပါလေခင်ဗျာကျွန်တော်ပြေးလိုက်ပါလေခင်ဗျာကျွန်တော်မြန်မာအသင်းကအယူမှာဗီယက်နမ်ကချမ်းချမ်းဝင်လာပါခင်ဗျာကျော်မင်းဘောလုံးအသေးမှာဗီယက်နမ်နံပါတ်8ကနောက်ကနေမှကျွန်တော်ကချမ်းချမ်းလေးဝင်တဲ့လူကြောင့်ပြစ်တာမဟုတ်ပါခင်ဗျာကျွန်တော်ဒါဆိုလို့ရှိရင်မြန်မာကွင်းအဆက်လာပါခင်ဗျာဒါကိုကျွန်တော်စိုးနိုင်ကမ်းမယ်စိုးနိုင်ကန်နေလိုက်ပြီးညာချင်တဲ့အရောက်ကန်နေဗီယက်နမ်ကွင်းပြီးကိုဆိုရင်တော့ကြားတယ်မြန်မာရတယ်မြန်မာအခုဆိုရင်မြန်မာတန်တော်ရေလေးကဒါလေးကြားတယ်တန်တော်နဲ့ဗီယက်နမ်တောင်းလို့ကဗီယက်နမ်ပါရဗီယက်နမ်နဲ့ရှေ့တင်းနေကျွန်တော်လူချုံပါလေခင်ဗျာဗီယက်နမ်အသင်းကလူချုံပါလေခင်ဗျာဗီယက်နမ်အသင်းကကျွန်တော်မြန်မာအသင်းအားစားသမားများရှေ့ကိုရောက်နေချိန်မှာသူတို့ကကျွန်တော်ဘောလုံးကိုအခွင့်အရေးရရင်ရတယ်လို့တုံးချမယ်ဆိုတော့မှကျွန်တော်ကစားရပါခင်ဗျာဒါပေမဲ့လူချုံနေပါလေခင်ဗျာလူကျွတ်ကိုချုံနေတာပါခင်ဗျာအခုဆိုရင်ကျွန်တော်မြန်မာအသင်းကဆိုးနိုင်လူချုံမောကိုကျွန်တော်ဝင်းလေကောင်စက်ဝိုင်းကနေကန်မယ်ခင်ဗျဆိုးနိုင်ဘောလုံးကိုတည်ထားတယ်ကန်လိုက်ပြီကျွန်တော်ဗီယက်နမ်အသင်းဒီကိုစက်ဝိုင်းလာကြတယ်ဗီယက်နမ်ကိုကိုချုံမှာမရှိသေးဘူးဗီယက်နမ်နောက်တန်းလေးကိုရှေ့ကိုပြန်ပြီးတော့တင်ထားတယ်တင်းစော်ရတယ်တင်းစော်လည်းရတယ်တင်းစော်ယူမှာဒါဗီယက်နမ်ပြန်ပြီးရတယ်ဗီယက်နမ်နောက်ပေါ်လေးနဲ့နောက်ကိုပေးတယ်နောက်ကိုပေးမှမြန်မာလိုက်တယ်မြန်မာကအယူမှာကျွန်တော်မြန်မာကတင်းစော်ရှေ့ကိုချပေးတယ်ဒါဘောလုံးကပြန်ပြီးတော့လက်ထွက်လာတယ်ဆိုးနိုင်ယူမှာဘောလုံးကျော်မင်းတင်းစော်တားလာတယ်တင်းစော်တားပြီးမှဟိုမှာရှိရဲ့ကျွန်တော်တားတော့အောင်ပေးတယ်ဒါပေမဲ့ဘောလုံးကများတယ်ခင်ဗျဒါကြောင့်မို့အရှိပွဲကြီးတွေရှိမှလေးဘောဖြစ်တယ်ဒါမြန်မာကွင်းဆက်လောက်ကနေဗီယက်နမ်ကနေမြောက်တယ်ခင်ဗျဗီယက်နမ်နောက်တန်းကိုပြန်ပေးတယ်နောက်တန်းကိုပြန်ပေးမှဗီယက်နမ်နောက်တန်းနေတော့ကျွန်တော်ရှေ့ကိုတင်းတယ်ကျွန်တော်ဗီယက်နမ်ကနေတော့ကျွန်တော်အနေနဲ့ကတော့ဒါလူချုံတဲ့အနေထားပေါ့ခင်ဗျကျွန်တော်တွေ့ရတာတော့ဒါပေမဲ့လည်းကျွန်တော်ဗီယက်နမ်ကရှေ့တန်းကထိုးပေါက်ကစားတာကိုကျွန်တော်မြန်မာကဒါလူချုံတဲ့အနေထားနဲ့ကျွန်တော်သိမလိုက်ပဲနေပြီပဲလေဗီယက်နမ်ကရှေ့ကိုကန်လိုက်ရမှာကျွန်တော်မြန်မာနဲ့ထိပဲပါဒါလူချုံပေါ့ဒါတောင်းငံပေါ့ခင်ဗျာကျွန်တော်တောင်းငံပေါ့ကျွန်တော်ဗီယက်နမ်ကန်နေဒါပေမဲ့လည်းဗီယက်နမ်အဝင်ချတဲ့ကြောင့်ဖြစ်တာမို့တမန်တော်ရဒါကျွန်တော်တို့မြန်မာကနေပြီးတော့ကမ်းပါပါမြန်မာကနံပါတ်15တင်မျိုးအောင်နာတော့ပေါ့ခင်ဗျာကျွန်တော်တို့ဗီယက်နမ်ကခက်ချမ်းချမ်းလေးဝင်တဲ့ကြောင့်မြန်မာနာပါခင်ဗျာနောက်တန်းကတင်မျိုးအောင်ကျွန်တော်တို့ဒီကနေ့ပွဲမှာတော့မြန်မာအသင်းကတော်တော်လေးကိုအားကျမှတဲ့ကစားနေတာကိုတွေ့ရပါတယ်ခင်ဗျာအခုပွဲစားတဲ့အခြေအနေပြီးတော့အခုချိန်ထိပေါ့ခင်ဗျာအခုဆိုရင်
ကွင်းလေစဝိုင်းလောက်ကိုကြားတယ်ဗီယက်နမ်ကောင်းတယ်ပြီးတော့ရှေ့ကိုချပြီးဗီယက်နမ်ရေမလေးနဲ့စားပြီးမှယူလာတဲ့ဗေတောင်မန်းတို့ကဘောလုံးကိုကုသိုလ်ဒီလိုနဲ့တွေ့တယ်ဒီလိုနဲ့ဗီယက်နမ်နဲ့တွေ့ပါကန်နေပေါ်နေပြီးပါတယ်ခင်ဗျာသူတို့ဘယ်တီးတဲလောက်ကနေတော့ကန်ရမှာကျွန်တော်ဘုရားမတော်ဝင်းနိုင်ဝင်ရတို့ပောက်ပြီးမှဖမ်းလိုက်တယ်ခင်ဗျာကုသိုလ်ဘောလုံးကမြန်မာကွင်းမှာရှိသေးတယ်ကောင်းတိုက်တယ်ဗီယက်နမ်ကောင်းဦးရခင်ဗျာဒါပဲကျွန်တော်မြန်မာကြံရတယ်မြန်မာရတယ်မြန်မာမျိုးလိုက်ဝင်ရတယ်မျိုးလိုက်ဝင်ဆွဲလာပြီးမြန်မာကွင်းစားတော့ကမှဟိုးဘက်ကိုချပြီးတယ်ဗျတန်တူအောင်ပြီးတယ်တန်တူအောင်ဟိုးဘက်မှာရှိတယ်အေးတယ်ကိုယ်ကြတော့မှအေးနေအယူမှာဗီယက်နမ်တို့ကမနာလာဖြတ်ထားတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ဗီယက်နမ်ကွင်းတော့လောက်မှာမြန်မာကတတိဘောမြောက်ပါဗျာဒါဟိုတန်တူအောင်ကိုယ်တိုင်မြောက်ပြီးတယ်တန်တူအောင်နောက်ကတက်လာတဲ့ကျော်မင်းပြီးတယ်ကျော်မင်းကတန်တူအောင်ပြီးတယ်တန်တူအောင်ကိုရှိုးကန်နေတယ်ဗီယက်နမ်ကိုရှိုးကြားတယ်ကောင်းတယ်တယ်လို့လာတယ်ဗီယက်နမ်ကောင်းတယ်ထားတယ်ကျွန်တော်ဗီယက်နမ်ကတော့ကတော့လေကြောပြန်ပြီးတယ်လေကြောပြီးမှဗီယက်နမ်ပြန်ပြီးတော့ထိန်းထားတယ်ဗီယက်နမ်ရတယ်ဗီယက်နမ်ရှေ့ကိုချပြီးတယ်နံပါတ်8ပေါ့ခင်ဗျာနံပါတ်8တဲ့မြန်မာနဲ့တွေ့ပါနံပါတ်8ဆွဲတယ်ဗီယက်နမ်နံပါတ်8ဘယ်တော်မှနေဆွဲလာတယ်မြန်မာကလည်းလိုက်တယ်ခင်ဗျာမြန်မာကကျော်မင်းလိုက်တယ်အဲဘောလုံးကမြန်မာကွင်းမှာရှိတယ်မြန်မာဆိုးတယ်ခေါင်းရတာလေးတွေကိုချပြီးတယ်မြန်မာကျော်မင်းပြန်ရတယ်ခင်ဗျာကျော်မင်းအလေကြောမှာရှိတယ်မျိုးလိုက်ဝင်ပေးတယ်မျိုးလိုက်ဝင်ရတော့ဟိုမှာရှိတယ်ကျွန်တော်တို့တန်တော်အောင်ပေးတယ်တန်တော်အောင်ရတယ်တန်တော်အောင်ဆိုးနိုင်ပေးတယ်ခင်ဗျာဆိုးနိုင်ကျေကိုချပေးတယ်ရိုးလိုက်ဝင်ပေးတော့ရိုးလိုက်ဝင်တန်တော်အောင်ချပေးတယ်ဘောလုံးကဗီယက်နမ်ပြန်ပြီးမှမြန်မာကွင်းကိုအတင်မှာဥဆိုရင်မြန်မာကိုယ်မှာစော်ဝင်းနိုင်ဆိုးနိုင်ကိုပေးတယ်ခင်ဗျနောက်တန်းဆိုးနိုင်တော့ဥဆိုရင်တင်မျိုးအောင်ပေးတယ်တင်မျိုးအောင်ရှေ့မှာရှိတဲ့အေးနိုင်ကိုပေးတယ်အေးနိုင်ပြီးမှဘောလုံးကဗီယက်နမ်ကွင်းမှာရှိတယ်ဗီယက်နမ်ကွင်းမှာအခုဆိုဗီယက်နမ်နောက်တန်းရတယ်ဗီယက်နမ်နောက်တန်းကနေရှေ့ကိုတင်တယ်လူချုံပါလေခင်ဗျာကျွန်တော်တို့ဗီယက်နမ်အသင်းကလွတ်ကျွတ်ကိုလူချုံပါလေခင်ဗျရှေ့ဘက်ပွဲကြီးတွေရှေ့ကျွန်တော်ဗီယက်နမ်ဘေးတောင်းမှန်ဘယ်ဆိုတော့ခင်ဗျာလူချုံနေပါလေခင်ဗျာဒါကြောင့်မလို့လူချုံမောကိုမြန်မာအသင်းကမြန်မာကွင်းအဆက်ကျွန်တော်တို့ကွင်းလေစီအတွင်းကျွန်တော်မြန်မာကွင်းဘက်ကနေတော့မှကန်တယ်ခင်ဗျာဒါကိုစိုးနိုင်ကန်မယ်စိုးနိုင်ဘောလုံးတင်ထားတယ်ကန်လိုက်ပြီးညာချီနေတဲ့ညောက်ကန်နေတဲ့ဒီကိုသဝနာကြတယ်ကောင်းတိုက်တဲ့ဘောလုံးကလင်းနေတယ်ကျွန်တော်ပြန်ပြောက်ကြလာတယ်ကောင်းတိုက်တဲ့ဗီယက်နမ်တရားနဲ့မြန်မာတရားနဲ့တွေ့တယ်မြန်မာကဝင်ပြီးယူထားတယ်ဒါကိုကုသိုလ်မြန်မာတင်းစောကောင်းတိုက်ပြီးတော့ရှေ့ကိုချပေးရတယ်ဒါတင်မျိုးအောင်ရတယ်တင်မျိုးအောင်မြန်မာတင်မျိုးအောင်ပဲပါတယ်တင်မျိုးအောင်ရှေ့ကိုတင်တယ်ဒါဗီယက်နမ်ပြန်ပြီးပြလာတယ်ဗီယက်နမ်ရှေ့ကိုတင်ထားတယ်ဗီယက်နမ်လာတယ်ဗီယက်နမ်ကလည်းတော့လာတယ်ဗီယက်နမ်ကန်လို့ရှေ့ကိုတင်တယ်ဗီယက်နမ်အရာဦးတော့ဗျာကျွန်တော်မြန်မာအသင်းကကျွန်တော်ဘိုးမဆိုဝင်းနေတော့ကတန်းဝေပေးတယ်တန်းဝေရတော့ရှေ့ကိုချပေးတယ်တန်းတော့အောင်ပေးပါကျွန်တော်တို့တန်းတော့အောင်ရတယ်တန်းတော့အောင်လည်းလိုက်နေတယ်တန်းတော့အောင်ရှေ့ကိုတင်တယ်ဒါပေမဲ့ဗီယက်နမ်ပြန်ပြီးယူသွားတယ်ဗီယက်နမ်နံပါတ်6ယူသွားတန်းဝေလိုက်တယ်တန်းဝေလိုက်မှဗီယက်နမ်နံပါတ်6ပဲရတယ်နံပါတ်6ပဲဆွဲဗီယက်နမ်နံပါတ်6ပဲခင်ဗျာဆွဲလာတယ်ဒီမှာခွေးဒီလိုသဝင်းနာရောက်တယ်ကန်တယ်ဒီမှာကပြန်ပြီးဖြတ်ထားရတယ်ဒီမှာဗီယက်နမ်တက်ချုပ်ကိုဖြတ်တယ်ဒါဗီယက်နမ်ပြန်ပြီးတိုးပေါက်နေတယ်ဒီမှာကျော်မင်းရတယ်ကျော်မင်းရတော့အလေကျော်တိုးပေးတန်းတော့အောင်ပေးတန်းတော့အောင်တော့လူလိုက်ဝင်ပေးတယ်လူလိုက်ဝင်ရှေ့တင်တယ်ကျွန်တော်လိုက်နေကျွန်တော်မြန်မာကလိုက်ပါသူမြန်မာရတယ်များမြန်မာပဲမြန်မာအေးနေရတယ်အေးနေညာတော်မားတွေထိုးပေါက်ကစားမှာဘောလုံးကများပြီးတော့မှဒါဆိုရှင်လက်ရှိဘောဖြစ်တယ်ခင်ဗျအရှိတော့ပွဲကြီးစဉ်ရှိပါဗီယက်နမ်အသင်းကညောင်းပါကျွန်တော်မြန်မာအသင်းဘက်ကိုဗီယက်နမ်အသင်းကထိုးပေါက်ကစားမှာမြန်မာအသင်းကနောက်တန်းလူများကကျွန်တော်ခုခံကာဝယ်တဲ့ကြောင့်ဗီယက်နမ်အသင်းက7ယောက်ရှိပေမဲ့လို့မြန်မာအသင်းဘက်ကိုဒါကိုသွင်းဖို့အခွင့်အလမ်းမရဘူးပေါ့ခင်ဗျာကျွန်တော်တို့လူတွေဗီယက်နမ်နောက်တန်းရတယ်ဗီယက်နမ်နောက်တန်းပြီးတော့အလေကျော်ကိုချပေးတယ်ဗီယက်နမ်နောက်ပေါက်လေးနဲ့ပေးတယ်ဗီယက်နမ်ရောပြန်တင်တယ်ဗီယက်နမ်ရှေ့တန်းရတယ်ဗီယက်နမ်ရှေ့ရနဲ့ဒီမှာလည်းတွေ့တယ်ဗီယက်နမ်ရှေ့ရနံပါတ်8ဟောင်းဆန်ပေါ့ဗျာဟောင်းဆန်နောက်တက်လာနံပါတ်9ပေးတယ်ဟို6ပေးမှာဘောလုံးကပြန်တက်တယ်ခင်ဗျာမြန်မာအေးနေရတယ်အေးနေရောဦးသွင်းအေးနေကျော်မင်းမျိုးတွေရတယ်လူမျိုးတွေရတော့ရှေ့ကိုအယူမှာဗီယက်နမ်နဲ့ထိပြီးတော့မှလက်ပြပေါ်ဖြစ်တယ်ခင်ဗျာအခုဆိုရင်ပထမပိုင်းပွဲစားလို့42မိနစ်တောင်းဝင်းရင်ရှိပေါ့ခင်ဗျာအခုဆိုရင်မြန်မာနဲ့ဗီယက်နမ်တင်းတို့ကတစ်ပတ်9စီနဲ့ဆက်လက်အချိန်နဲ့ရှင်ပြန်ကစားလေးရှိမယ်အခုဆိုရင်ဒါတို့အောင်ရတယ်ဒါတို့အောင်နောက်ကိုပြန်ပေးတယ်နောက်မှရှိတဲ့အေးနိုင်ရှုပ်တင်းတယ်ကျွန်တော်တို့အေးနိုင်အခုဆိုလို့ရှိရင်ကျွန်တော်တို့ပြည်တော်မောပေးရတယ်ခင်ဗျမြန်မာအတင်းကမြန်မာကွင်းအဆက်လောက်ကနေပြည်တော်မောပေးရတယ်ပေါ့ခင်ဗျာဗီယက်နမ်အတင်းကဒီပြည်တော်မောကိုကမ်းမယ်ခင်ဗျဗီယက်နမ်အသင်းကနံပါတ်14တမ်းတယ်ခင်ဗျနံပါတ်14ပူတန်ကန်လိုက်ပြီးကျွန်တော်တို့ဗေဒမာကိုချပေးဗီယက်နမ်လိုက်နေတယ်
ဒီနန်နဲ့မြန်မာကျော်မင်းနဲ့တွေ့တယ်ဟူတန်ယူမှာကျော်မင်းကပြန်ပြီးတော့ဆက်ထားတယ်ဟူတန်ဒီမှာကျော်မင်းဆက်ပြီးမှရှေ့ကိုတင်းနေဒီနန်ရတယ်တန်တိုးအောင်ဖေးတယ်တန်တိုးအောင်မြန်မာကွန်းတိုးကနေဆွဲလိုက်ပြန်အေးတန်တိုးအောင်ပါတယ်တန်တိုးအောင်ပါတယ်တန်တိုးအောင်နောက်ကအေးနေကိုပြန်ပြီးတယ်အေးနေကိုပြန်ပြီးတော့ပုတ်ဖော်တော့ပေါ့ခင်ဗျာအေးနေကတော့ဆိုကျော်မင်းပြန်ပြီးကျော်မင်းရဲ့နောက်ကကုသမစော်ဝင်းနိုင်ကိုပြန်ပြီးတယ်စော်ဝင်းနိုင်မိကိုစော်ဝင်းလောက်ကနေတော့မှကျွန်တော်တို့တင်းစော်ကိုအဖေးယူတော့တင်းစော်နဲ့တန်းဝေပေးတယ်မြန်မာအတင်းကအချိတ်ဆက်မိတယ်ပေါ့ခင်ဗျာတန်းဝေရတော့ဘယ်ချိန်နဲ့အသာလေးခုတ်တင်တယ်ခင်ဗျာမြန်မာဗီယက်နမ်ကိုရောကိုချတယ်ဗီယက်နမ်ကတော့ပြန်ပြီးတော့ယူလာတယ်ဗီယက်နမ်လေတန်းလူကယူလာတယ်ပါလာတယ်ဗီယက်နမ်မြန်မာကိုရောကိုချပေးတယ်အခုဆိုရင်ဗီယက်နမ်ညာလောင်ဝိုင်းထိုးပေါက်ကစားနေတယ်ဘိုးချိုချပေးဘိုးမစော်ဝင်းနိုင်ယူလာတယ်ခင်ဗျာကျွန်တော်ဘိုးမစော်ဝင်းနိုင်ဒါလေးရဲ့ရေမွေးလိုက်ဘောလေးထွက်ခံပြီးတော့မှတန်းတိုးအောင်ရှိပြစ်ပေးတယ်ခင်ဗျာတန်းတိုးအောင်ဘောလုံးယူလိုက်ဝင်းကိုပေးလို့တယ်ယူလိုက်ဝင်းဆွဲလာတယ်ဘယ်ချိန်နဲ့တော့ပြီးတိုးပြီးတော့ဆွဲလာတယ်ယူလိုက်ဝင်းပဲပါတယ်ဗီယက်နမ်ကွင်းဘယ်တော်မှထိုးပေါက်ကစားနေတယ်ဦးသွင်းကျွန်တော်တို့ရိုးပြင်းထွေးနဲ့ထိပြီးတော့မှလက်ရဘောဖြစ်တယ်ခင်ဗျဗီယက်နမ်အတင်းကလက်ရဘောမြောက်အောင်မယ်ဗီယက်နမ်ကွင်းတိုးဝက်လောက်ကနေပေါ့ခင်ဗျဒါနံပါတ်15မြောက်ပါဗျမန်ချောင်းမြောက်တယ်မမြန်ချောင်းမမြောက်ဘူးခင်ဗျမန်ချောင်းမမြောက်ဘူးဒါဗီယက်နမ်နံပါတ်2ချီဘိုးမြောက်ပါခင်ဗျချီဘိုးကနေတော့နံပါတ်6ကိုပေးတယ်လင်တက်ကိုပေးတယ်လင်တက်ကိုပေးမှမြန်မာပြန်ရတယ်ခင်ဗျမြန်မာစိုးနိုင်ရတယ်မြန်မာစိုးနိုင်တော့အလေကျော်ကိုချပေးတယ်တန်းဝေလိုက်နေတယ်တန်းဝေလိုက်မှအခုလက်ရဘောဗီယက်နမ်ပြန်ပြီးတော့မြောက်ပါဗျအထူးအပွဲကြီးတွေရှိရတယ်တော့ဗီယက်နမ်ကွင်းတော့မြောက်တယ်ဗီယက်နမ်နံပါတ်14ပါတယ်ဗီယက်နမ်နံပါတ်14နဲ့မြန်မာနဲ့တွေ့တယ်နံပါတ်14ကလေကျော်ကိုချပေးတယ်ကျွန်တော်မြန်မာကိုယ်တော်လာပါခင်ဗျာဗီယက်နမ်နဲ့လိုက်နေတယ်မြန်မာနဲ့လိုက်နေတယ်တန်းဝေလိုက်တယ်ဘိုးကျိုးကျွန်တော်ဘိုးမတော်ဝင်းနိုင်ပြေးတယ်လို့မှဒါကျွန်တော်မြန်မာနောက်တန်းဗီယက်နမ်ရှေ့တန်းကြားရလို့မှတက်လာပါပါဖမ်းသွားတယ်ပေါ့ခင်ဗျာအခုဆိုရင်ကျော်မင်းကိုပေးတယ်ကျော်မင်းကနေတော့ရတယ်ကျော်မင်းကနေတော့မှတန်တိုးအောင်ပေးတယ်တန်တိုးအောင်မျိုးလိုက်ဝင်းပေးတယ်မျိုးလိုက်ဝင်းတန်တိုးအောင်ပေးတယ်တန်တိုးအောင်မျိုးလိုက်ဝင်းပေးလို့ကတော့ဗီယက်နမ်ဗေတောင်ဝါနဲ့ထိုးပေါက်ကစားနေတယ်တန်တိုးအောင်တော့မျိုးလိုက်ဝင်းပေးတယ်မျိုးလိုက်ဝင်းကနေတန်တိုးအောင်ပြန်ပေးမှဗီယက်နမ်နဲ့ထိပြီးတော့မှကျွန်တော်တို့ဗီယက်နမ်ကွန်းတို့လောက်မှလက်ရဘောမြန်မာကြောက်ပါခင်ဗျအထူးပွဲကြီးတွေရှိပါပါတောင်းမြန်မာတန်းဝေမြောက်ပါခင်ဗျမြန်မာတန်းဝေနံပါတ်7မြောက်မယ်တန်းဝေရနေတော့နောက်ကတက်လာတဲ့တယောက်ကိုပေးတယ်ဒီမျိုးအောင်ပေးတယ်မှဘလို့ပြက်ပြီးတော့ဗီယက်နမ်ပြန်ယူပါခင်ဗျဗီယက်နမ်ယူရတယ်ဗီယက်နမ်ရှေ့ကိုတင်းတယ်ဒါပေမဲ့ဗီယက်နမ်ကကျွန်တော်တို့3ယောက်လောက်ယူချင်ပါတယ်ခင်ဗျာကျွန်တော်အစီရင်ခံမလို့ပဲပေါ့ခင်ဗျာကျွန်တော်တို့မြန်မာအသင်းက10ယောက်တည်းရှိတယ်ဆိုတာကိုအခွင့်ကောင်းယူပြီးမှဗီယက်နမ်ကကျွန်တော်တို့ထိုးပေါက်ကစားရမှာယူကျွန်းနေပါတယ်ခင်ဗျာကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့မြန်မာကဗီယက်နမ်ညတော်မှာနေထိုးပေါက်ကစားနေတယ်ဗီယက်နမ်နောက်တန်းနဲ့မြန်မာနဲ့တွေ့တယ်ဗီယက်နမ်နောက်တန်းကအရှူမှာကျွန်တော်တို့ဒါပြီးတော့ဖြစ်တယ်ခင်ဗျဗီယက်နမ်နောက်တန်းမြောက်တယ်အရှိဘကိုကြီးရှိရနေပြီးတော့ဗီယက်နမ်နောက်တန်းနေပြီးတော့မြောက်တယ်ဒါဗီယက်နမ်နဲ့ထိပြီးတော့လည်းပြီးတော့မြန်မာမြောက်တယ်ခင်ဗျမြန်မာရတယ်မြန်မာနောက်ပေါက်လေးနဲ့ဒါလေးပေးတယ်အဲတော့ဗီယက်နမ်ကတော့ကနေတိုးလို့ဖြစ်တဲ့တူကြောင့်တိတံမောတမ်းမှတ်ထားတယ်ခင်ဗျကျွန်တော်တို့မြန်မာကနေကမ်းပါပါဗီယက်နမ်ကွင်းတိုးဝက်လောက်ကနေပေါ့ခင်ဗျကျွန်တော်တို့ညာဘက်ရွှေရွှေကနေပြီးမှတိတံမောကမ်းပါခင်ဗျဒါကိုကျွန်တော်တို့ရိုးလိုက်ဝင်းကမ်းပါခင်ဗျကမ်းတယ်ဗီယက်နမ်ခေါင်းတွေပြန်ပြီးတော့တင်ရတယ်ဒါမြန်မာမျိုးလိုက်ဝင်းပြန်လိုက်နေတယ်မျိုးလိုက်ဝင်းနောက်ပေါက်လေးဒါလေးပေးတယ်ဒီမှာရှိတဲ့တန်းဝေပေးတယ်တန်းဝေနဲ့ဗီယက်နမ်တောင်းတယ်တန်းဝေမျိုးလိုက်ဝင်းပြန်ပေးတယ်မျိုးလိုက်ဝင်းပါတယ်မျိုးလိုက်ဝင်းပဲမျိုးလိုက်ဝင်းပြီးလိုက်ဗီယက်နမ်အလယ်တန်းတွေထိုးပေါက်ပြီးတော့အိုးရှိချတယ်လိုက်တယ်မြန်မာကမ်းတယ်ကျန်တယ်ဗျာတို့ကျော်မင်းမနာလန်းကန်လာပါခင်ဗျကျွန်တော်တို့ဗီယက်နမ်နောက်တန်းကကျွန်တော်တို့ဒါတိတ်ဆိုထားတဲ့ကြောင့်မို့လူလူကျွတ်ကန်ခွင့်မရဘဲနဲ့ဘိုးတော်မပန်ချောင်းရဲ့ဘက်ကနေဂိုးတော်ဖြစ်တယ်ပေါ့ခင်ဗျာကျွန်တော်တို့ဘိုးတော်မပန်ချောင်းပြေရော့ကန်နေအားသာဝါဒအရှင်မိဘကြည့်ကြခင်ဗျာကျွန်တော်အစီအကံနေတဲ့အချိန်တွေမှာပဲပထမပိုင်း